တဲ့ဓမ္မမိတ်ဆွေယောဂီသူတော်စင်သူတော်ကောင်းအပေါင်းတို့ညာယံကာလတရားဓမ္မဒေသနာတော်မြတ်ကြီးကိုမဟောကြားမနာကြားသေးမီတရားပိုင်ရှင်အစစ်ဖြစ်တော်မူသောသုံးလောကထောတာသဗ္ဗညောဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုနမောတတသုံးချိန်ဖြင့်ညီညာဖြာဖြာရှ िख ိုးကြောကြပါကုန်စို့နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဖြစ်တော်မူသောသုံးလောကထွဋ္ဌာသဗ္ဗညောဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုနမောတတသုံးချိန်ဖြင့်ညီညာဖြာဖြာရှ िख ိုးကြောပြီးတဲ့နောက်တရားဟောတရားနာဤနှဖြာသောပုဂ္ဂိုလ်တို့သည်ကျေးဇူးတော်ရှင်အကမဟာဗန္ဓိတမိုးကုတ်ဆရာတော်ဘုရားကြီး၏ဉာဏ်တော်အားညီညာဖြာဖြာရှ िख ိုးပူဇော်ကြောလိုက်ကြရအောင်အလုံးပဲလက်အုပ်လေးတွေချီးပြီးတော့ညီညီညာညာလေးနဲ့လိုက်ဆိုလိုက်ကြပဋိစ္စသမုပ္ပါဆယဟဖြင့်မပြတ်လေရာသန္တရမလွတ်ရလွတ်ကြောင်းတရားကောင်းတို့ဖြင့်မဆိုင်ဖို့ဝေနိဗ္ဗာန်မြင်အောင်သုံးသင်ဆုံးမဩဝါဒပေးတော်မူတတ်သောယေရှုတော်ရှင်အကမဟာဗန္ဓိတာမိုးကုတ်ဆရာတော်ဘုရားအားကာယဝစီမနောချီလျက်ဣဇလီညွတ်ကျိုးလက်အုံမိုး၍ရှ िख ိုးကြောပါ၏အရှင်ဘုရားသာဓုအလုံးစုံကိုယ်စိတ်နဲ့ပြချမ်းသာသောအရိယာဘုံတို့ပြောင်းလဲပြည့်စုံတိုင်းပြီးတော့ညာကျမ်းကာလဟောကြားခြင်းမြောက်ပေးမဲ့ခန္ဓာဉာဏ်ရောက်သစ္စာဆိုင်တရားဓမ္မဒေသနာတော်ကိုအာယုန်တစ်ပါးစိတ်မသွားပဲနဲ့ရိုသေစွာမှတ်သားနိုင်ယူနိုင်ကြပါပြီမင်္ဂလာမြို့ကံကြီးတော်ရကျောင်းတိုင်အတွင်း၌တတိယကြိမ်မြောက်ကျင့်ပပြုလုပ်အပ်သောမောဂဝိပဿနာနိဗ္ဗာန်ဝင်လံအဋိဋ္ဌာ9ရက်တရားစခန်းဝဲကြီးဖွင့်လှစ်လာတာဒီနေ့ဘယ်ရက်ရှိပြီလဲ6ရက်မြောက်သောနေ့6ရက်မြောက်သောညချမ်းကာလသစ္စာဓမ္မသဘင်မှာဟောကြားချီးမြှောက်ပေးမဲ့သစ္စာတရားတော်ရဲ့အမိက
အပြန်လန်းကလေးလှပါစေပြောပါတရားပြန်ရကန်ပြီးပြီလေမှန်ပါဗျာအဲ့ဒါလေးရည်ရွယ်ပြီးပေးတာဟုတ်ပြီလားမှန်ပါအပြန်လန်းကလေးလှပါစေလှပါစေအမည်နာမပိဋ္ဌံသောခန္ဓာဉာဏ်ရောက်သစ္စာဆိုင်တရားဓမ္မဒေသနာတော်မြတ်ကြီးကိုယခုအချိန်ကစတင်ပြီးတော့ဟောကြားနာကြားကြည်ညိုကြည့်ကြရအောင်မှန်ပါပါအလုံးစုံဓမ္မမိတ်ဆွေယောဂီသူတော်စင်သူတော်ကောင်းအပေါင်းတို့အခုရထားတာတခြားလားခန္ဓာလားခန္ဓာပါဗျာအဲ့ဒီခန္ဓာစီကနေပြီးတော့ဘယ်စီသွားမှလဲဆိုရင်နိဗ္ဗာန်စီသွားမယ်ဘယ်စီသွားမယ်နိဗ္ဗာန်စီသွားမယ်အဲ့တော့ခန္ဓာပေါင်းကန်းကနေပြီးတော့နိဗ္ဗာန်ပေါင်းကန်းကိုကူးကခတ်ခါနဲ့အရောက်သွားမယ်အဲ့တော့ဘာနဲ့ကူးမလဲဆိုရင်ဉာဏ်နဲ့ကူးမယ်ဘာနဲ့ကူးမယ်ဉာဏ်နဲ့ကူးမယ်အဲ့ဒီလိုကူးနေခတ်နေစဉ်အတွင်းအလေကောင်မှာတွေးရှိမဲ့ကိလေသာအမိုက်တွေဓာတ်တွေကိုမရှင်းရမှာလားရှင်းရမှာလားရှင်းရမှာပါဗျာကူးရင်းနဲ့ရှင်းရမှာနော်မှန်ပါဗျာကူးလေကူးရမယ်ရှင်းလေရှင်းရမယ်နှစ်ခုပေါင်းတော့ပြောလိုက်တာဒီဘက်ကလေကြီးတစ်စင်းဟိုဘက်ကသွားမယ်ပေါ့မှန်ပါဗျာအဲ့ဒီလေကြီးကဟိုဘက်ကရောက်ဖို့အတွက်လှော်ရင်းခတ်ရင်းကူးရင်းနဲ့အလေကောင်မှာတွေးမဲ့ဓာတ်တွေအမိုက်တွေဗေဒာတွေဘာလို့အောင်ရှင်းရမှာပေါ့ဟုတ်တယ်မလားဓာတ်တွေအမိုက်တွေကသိပ်ပြီးတော့ထူထပ်နေဟိုဘက်ကရောက်ဖို့ခဲရတယ်ဟုတ်တယ်မလားအဲကြောင့်ခန္ဓာစီမဘယ်စီမခန္ဓာစီမဘယ်စီသွားမယ်ဘာနဲ့သွားမယ်အဲ့ဒီဉာဏ်လေးအကိုကိုရင်ခိုင်ရင်နဲ့ကိလေသာမတတ်ရမလားတတ်ရမလားတတ်ရပါဗျာအဲ့လိုကိလေသာတတ်နိဗ္ဗာန်မြတ်ကိုသွားတဲ့နေရာမှာတဲ့တန်တရာကိုဖြတ်ရမယ်တန်တရာကိုဘာလို့ဖြတ်ရမှာပါဗျာအဲ့တော့တန်တရာကအောက်တန်တရာနဲ့အထက်တန်တရာတဲ့တန်တရာဘယ်နှမျိုးမျိုးပါဗျာအောက်နဲ့လွယ်လွယ်ပဲမှတ်ရှေးမမှတ်မိမှာဆိုလို့အောက်တန်တရာနဲ့အောက်တန်တရာဆိုတာငယ်ရဲဒါတော့မဖြေနိုင်ဘူးနော်ဒါရောက်ဘူးတဲ့လူတွေပဲဖြေနိုင်တယ်တောင်းမဖြေနိုင်ဘူးနော်ဘယ်သူတွေပဲဖြေနိုင်တာလဲအေးရောကဲဆိုကြပါစို့ဘုန်းကြီးတခုပြောပြမယ်စက္ကန့်တိုင်းကမှာဘယ်ဟာသွားရင်ဘယ်ကိုရောက်မှာဆိုတော့ယောဂီတို့သိတာသိပါဗျာဘာလို့မသိမရောက်ဘူးလို့ကိုယ်ကအပေလေးပုံကြတော့သိတယ်မလားအဲ့ဒါဘာဖြစ်လို့လဲအဲ့တော့အောက်တန်တရာဆိုတာဘာတွေလဲဆိုငယ်ရဲတိရိစ္ဆာန်ပိဋ္ဌာအတုရေအဲ့ဒီအောက်တန်တရာကိုအရင်ဘာလို့ရမလဲဖြတ်တဲ့ဒါကိုပြောတာအပေတကားကြီးအရင်ဘာလို့ရမယ်ပြီးတော့မှလူဘုံနတ်ဘုံမြမဘုံအဲ့ဒီသုဂတိဘုံတွေကိုဖြတ်သန်းပြီးတော့မှနိဗ္ဗာန်ရောက်အောင်သွားမှာမလားမှန်ပါဗျာဒါကြောင့်မလို့နိဗ္ဗာန်ရောက်ခြင်းနဲ့ကြီးပဲတဲ့စိတ်အားထက်သန်မနေနဲ့တဲ့နိဗ္ဗာန်ရောက်ဖို့ကဒုတိယအပေတကားကြီးပိတ်ဖို့ဟာဒါဝဲပြောတာအပေါ်ကိုအသာချအောက်ကိုလုံအောင်ဖို့သူများလုံအောင်ဖို့ဆိုလုံအောင်ပိတ်တယ်
အဲ့တော့အပေါ်ကိုသာသာဆိုတာလူနဲ့ပြမကြော်ပြက်ပြီးနိဗ္ဗာန်ရောက်ဖို့ဗါတဲ့လေခဏထားတယ်ဟုတ်ပြီလားကူးနေစဉ်ခန့်နေစဉ်အတွင်းအပေတွင်းကြီးမဆင်းရဖို့ကဗါတဲ့လေပထမတယ်ဟုတ်ပြီလားဒါလေးသာရကပြောပြမယ်ဒီမှာဘယ်ကန်းကနေဟိုမှာဘယ်ကန်းသွားမှာရီမန့်ထားတဲ့ပန်းတိုင်ကတော့ဟိုမှာဘယ်ကန်းဒါပေမဲ့အဲ့ဒီဟိုမှာဘယ်ကန်းရီမန့်ထားတာကဒုတိယတဲ့လေကြီးတဲ့စဉ်လူတွေတင်ပစ္စည်းတွေတင်ပြီးတော့ဒီမှာဘယ်ကန်းကကန်းခွာပြီးတော့ဟိုမှာဘယ်ကန်းကူးတာဟိုမှာဘယ်ကန်းရောက်ဖို့ကဒုတိယတဲ့ကူးနေစဉ်ခန့်နေစဉ်အတွင်းရေလေကောင်မှာအဲ့ဒီလေသင်္ဘောကြီးမပေါင်မပြဲပဲနဲ့မမြုပ်ဖို့ဟာပထမကူးနေစဉ်ခန့်နေစဉ်လေကြီးပေါက်ပြဲသွားရေတွေဝင်ရင်လေပေါ်တင်းလာတဲ့ပစ္စည်းလည်းဆုံးမယ်လေပေါ်ပါလာတဲ့လူတွေလည်းသိမယ်ပစ္စည်းလည်းဆုံးဒါကြောင့်ဟိုဘက်ကရောက်ဖို့ကပါတယ်လေဒုတိယရေလေကောင်မှာမနစ်ဖို့မမြုပ်ဖို့ဟာပထမအဲ့ဒါလေးကိုဘုန်းကြီးပါတယ်လေရေတူလေးချပေးမယ်အတန်ကောင်းကောင်းလေးနဲ့လိုက်ဆိုဟုတ်ပြီလားရေပြင်းစခန်းဖြတ်တန်းသောအခါရေပြင်းစခန်းဖြတ်တန်းသောအခါရေရင်တမျိုးအကုဇရာရေရင်တမျိုးအကုဇရာရေရင်ပြတ်တော့အသက်ခန္ဓာရေရင်ပြတ်တော့အသက်ခန္ဓာရေအတွင်းသစင်ရတော့ရာကူးနေစဉ်ခတ်နေစဉ်အတွင်းဟိုဘက်ကမရောက်သေးဘူးအဲ့ဒီရေသင်္ဘောကြီးပေါက်ပြဲနင်းမြုပ်သွားရင်ရေအတွင်းသစင်ပြီးတော့ပစ္စည်းလည်းဆုံးလူလည်းဆုံးဝေတဲ့ဟုတ်ပြီလားအဲကြောင့်ဟိုဘက်ကရောက်ဖို့ကပါတယ်လေဒုတိယကူးနေစဉ်ခတ်နေစဉ်အတွင်းမနေဖို့မမြုပ်ဖို့ဟာဒီတိုင်းပဲတဲ့တန္တရာခရီးတော်တွေတန္တရာခရီးနားကျင်ပြီးတော့နိဗ္ဗာန်တောင်ကံသွားတာတော့မှန်တယ်တဲ့နိဗ္ဗာန်တောင်ကံရောက်ဖို့ဟာဒုတိယကူးနေစဉ်ခတ်နေစဉ်အတွင်းတဲ့အကျင့်တရားတွေပျက်စီးပြီးတော့ငယ်ရဲတရိစ္ဆာန်ပိဋ္ဌာအတုရကေလို့ခေါ်တဲ့အပယ်လေးပုံတွင်ကြီးတဲ့မဆင်းရဘူးကဗါတဲ့လေဒါကြောင့်လိုက်ဆိုသန္တရာအတွင်ချင်းနေသူငါကျင့်စဉ်တမျိုးအကုဇရာအကျင့်ပြတ်တော်မျိုးစေသန္တရာအပေလန်းစံမြန်းရမည်သာရေလူလေးတွေကြတော့ရှည်လို့မဆိုခိုင်းတာဟုတ်ပြီလားမှန်ပါဗျာရလဲမရဘူးသူကြုံသိနေတယ်အဲ့လောက်ရှည်ပါတယ်လေမရဘူးတူတာတော့မရဘူးရှည်ပူထိုးတာအဲ့ဒါကဒီမှာတာရကလေးပြင်ပြောပြတာယောဂီတို့သဘောပေါက်ဖို့လိုတယ်နိဗ္ဗာန်တောင်ကံရောက်ရှင်တယ်ရောက်ရှင်တာမှန်တယ်အဲ့ကံရောက်ဖို့ကဒုတိယကူးနေစဉ်ခတ်နေစဉ်တွင်မိမိအားကိုးသွားတဲ့အဲ့ဒီလေသင်္ဘောကြီးမပေါက်မပြဲဘူးဟာကဲကူးနေစဉ်လေပေါက်ဘာလို့ဖားမှာဘောဘာလို့ရမလဲလေပေါက်သွားဘာလို့ရမလဲဒါကြောင့်မလို့ပြောတာတန္တရာခရီးသွားတယ်တန္တရာပင်လယ်ပြည်ကြီးကိုဖြတ်သွားတဲ့အချိန်မှာမိမိရဲ့အားကိုးသွားတဲ့အဲ့ဒီလေကြီးပေါက်ခဲ့ရင်ဘာလို့ရမလဲဖားရမယ်တဲ့မပေါက်မပြဲမှာလုံနဲ့သင်းသင်းဘောကိုလူတိုင်းတင်းယူသွားလို့ရမှာဟုတ်ပြီလားအဲကြောင့်မလို့တမာရိပညာလို့ခေါ်တဲ့ဘာဝနာပွားတဲ့အလုပ်တွေလုပ်ပြီးတော့နိဗ္ဗာန်သွားဖို့ကပါတယ်လေခဏထားသီလတရားတွေမကျိုးမပေါက်ဖို့ကအရေးကြီးဟုတ်တယ်မလားမှန်ပါဗျာသီလတရားတွေကျိုးပေါက်သွားရင်ကျိုးပေါက်မှန်းသိရင်ဘာလုပ်လဲဖာအဲ့ဒါဆိုရင်လေကြီးဘာဖြစ်သွားလုံသွားရင်လုံနဲ့သီလလုံးနေတဲ့အဲ့ဒီလေပေါ်တ
မာရိတင်လဲစိတ်ချသွားပြီပညာတင်လဲစိတ်ချသွားပြီဘုန်းကြီးပြရှင်းလားရှင်းပါတယ်အဲကြောင့်ဒါနပြုလဲဘာလုံထားရမှာအဲ့ဒီကံလမ်းပဲမလိုက်ပဲနဲ့ဉာဏ်လမ်းပဲလိုက်သွားလို့တမာတိပညာတွေဉာဏ်ဘက်ကိုသွားရင်လည်းဘာလုံရမှာအဲ့ဒါကိုမြတ်စွာဘုရားဒေသနာတော်တစ်ခုမှပြောတာသီလတွေမစင်ကြယ်ပဲနဲ့တဲ့အနှစ်တရာနေလဲအလကားပဲတဲ့သီလမှာမစင်ကြယ်ပဲနဲ့အနှစ်တရာနေရလဲဗါတယ်လေအလကားပဲတဲ့တကယ်လို့များသာမိမိတို့ကသီလတွေစင်ကြယ်ပြီးတော့တနေ့တရက်ကလေးပဲနေရအောင်နဲ့အဲ့ဒီပုဂ္ဂိုလ်ကမြတ်တယ်တဲ့အကျိုးများတယ်တဲ့ဟုတ်ပြီလားမှန်ပါဗျာအဲကြောင့်မြတ်စွာဘုရားကဓမ္မဒေသနာတော်တစ်ခုမှာမိမောင်းထိုးပြတာယောဇဝတ္တတတံဇီဝေဒုတိလောအတမဟိတောဧကံဇီဝိတံသေယောသီလဝန္တတဇာယိနောတဲ့ဒီဒေသနာတော်လေးမိမောင်းပါလို့ပြတာလေထိုးပြတာအဲ့ဒီဒေသနာရဲ့အဓိပ္ပာယ်ကဘုန်းကြီးကိုယ်တိုင်ကရှင်းပြတဲ့အတိုင်းပဲသီလတွေအကျင့်တရားတွေကင်းမဲ့ပြီးတော့အနှစ်တရာနေရလေအလကားပဲတဲ့ဟုတ်ပြီလားအဲ့တော့လိုက်ဆိုသီလမဲ့စွာနှစ်တရာနေတာအလေကာသီလမဲ့စွာနှစ်တရာနေတာအလေကာဒါတွေကတော့ဆိုလို့ရမှာပါနော်ဟုတ်ပြီသီလမဲ့စွာနှစ်တရာနေတာအလေကာသီလမဲ့စွာနှစ်တရာနေတာအလေကာအဲ့တော့သီလတရားတွေဘာမှမလုံဘူးပေါ့မှန်ပါဗျာအဲ့ဒါဆိုရင်အနှစ်တရာနေရလဲဗါတဲ့လေမှန်ပါဗျာအဲ့ဒါဆိုရင်တော့ခုနကဥပမာနဲ့ပြောရင်ကူးနေတဲ့လေကြီးဘာဖြစ်သွားလဲပေါက်သွားပြီဒါဆိုရင်တော့သေချာပေါက်အပယ်တွင်းနဲ့ဘာလို့ကြရတော့မလဲဆင်းရတော့မယ်ဟုတ်တယ်မလားမှန်ပါတကယ်လို့များတာသီလတွေလုံခြုံပြီးတော့သီလတွေအကျင့်တွေကျင့်ပြီးတော့သီလတွေစင်ခဲ့ရင်တဲ့ဘဝခန္ဓာရဲ့အသက်တရက်ပဲနေရမြတ်လဲမြတ်မယ်အကျိုးလဲများမယ်တဲ့ဟုတ်ပြီလားမှန်ပါဗျာအဲ့လိုက်ဆိုသီလစင်္ကာတရက်တာလွန်စွာအကျိုးများသီလစင်္ကာတရက်တာလွန်စွာအကျိုးများဆိုသီလစင်္ကာတရက်တာလွန်စွာအကျိုးများသီလစင်္ကာတရက်တာလွန်စွာအကျိုးများအဲ့တော့ကိုတရားအိမ်လေးပြောထားတဲ့သဘောပေါက်ဖို့လိုတယ်အဓိကဒါနလုပ်လေသီလလုံရမယ်ဘုရားရှင်းပြပြီနော်မှန်ပါရှင်ဒီဘက်ကသမာဓိပညာသွားလေသီလလုံရမယ်အဲ့ဒါသဘောမပေါက်သေးဘူးထပ်ရှင်းပြအောင်မယ်ဒါနသီလဘာဝနာဒါကအလုံးပရိသတ်ကြားမှုနေတဲ့စလုံးမေဇိမာပရိပရာပထမဦးဆုံးအားကိုးရအစဉ်အကျင့်တစ်ခုရှာလိုက်တော့သီလအဲဆိုရင်ဒါနာလေးလုပ်လဲဘာလုံးနေရမှာဒီဘက်ကဘာဝနာအကျင့်လေးကျင့်လဲသီလလုံးနေရမှာအဲ့ဒါလှေသင်းဘောကြီးကိုဘာလို့အပေါက်ပါဘာပါနေတာသီလသာမလုံခဲ့ရင်အဲ့ဒီမလုံတဲ့လှေပေါ်ဒါနတင်လဲဆုံးပါဘာဝနာတင်လဲဆုံးပါဒါကြောင့်မလို့လုံဖို့အရင်ဘလို့ဒါနလိုတာလားလိုပါဘူးဒါကိုမြတ်စွာဘုရားမိမောင်းထိုးပြတာသီလလေးလုံနေရင်ဘဝခန္ဓာအသက်တရက်ပဲနေရတဲ့အဲ့ဒီနေရတဲ့တရက်အမတန်ကအကျိုးများတယ်တဲ့ဟုတ်ပြီလားအဲ့တော့ဒါနလုပ်လဲဘာပါရမှာဘာဝနာလုပ်လဲဘာပါရမှာအဲ့တော့ဘာဝနာကိုနှချမ်းခွဲတော့သမထဘာဝနာနဲ့ဝိပဿနာဘာဝနာပြောပါနဲ့ပါသမထဘာဝနာနဲ့ဝိပဿနာဘာဝနာ
အဲ့ဒါကိုစလုံးချိန်တော့သမထဘာဝနာကသမာဓိဝိပဿနာဘာဝနာကပညာအဲ့တော့မှရှေ့ရပူးဆောင်ထားတဲ့သီလနဲ့ပေါင်းလိုက်တော့မှသီလသမာဓိပညာအဲကြောင့်မလို့သီလလေးသာလုံးနေရင်နဲ့အဲ့ဒီအာကိုကုနေတဲ့အဲ့ဒီလေသင်းမောကြီးကိုသမာဓိတွေလည်းတင်လို့ရပြီပညာတွေလည်းတင်လို့သဘောရှင်းလားရှင်းပါတယ်ဗျာအဲကြောင့်မလို့ဘုန်းကြီးပြောချင်တာကဒီကနေ့တရားဥရဲ့တရားပြုခင်းမှာဟိုမှာဘယ်ကနိဗ္ဗာန်ရောက်ဖို့ဟာဒုတိယကုနေစဉ်ခတ်နေစဉ်အတွင်းအပေတွင်းကြီးတွေကိုမနစ်မမြုပ်ဖို့ဟာပထမတဲ့ဟုတ်ပြီလားဒါကြောင့်အောက်တန်တရာအပေတကအရင်ဘာလုပ်ရမလဲပဲပြီးတော့မှအထက်တန်တရာဖြတ်နိဗ္ဗာန်မြတ်ကိုသွားဖို့ရမယ်ဟုတ်ပြီလားအဲကြောင့်အပေတကားကြီးမပိတ်ရမှာလားပိတ်ရမှာလားပိတ်ရမှာပါဗျာအပေကိုပို့မှာတခြားလားဒိဋ္ဌိလားဒိဋ္ဌိပါဗျာအပေတကားကြီးပိတ်ခြင်းရင်ဘာတကားကြီးပိတ်ခြင်းရင်အပေတကားကြီးပိတ်ခြင်းရင်ဘာကိုတတ်ရတော့မယ်ဒိဋ္ဌိကိုတတ်ရတော့မယ်ဘာနဲ့တတ်မယ်ဉာဏ်နဲ့တတ်မယ်ကျဆိုရင်ခန္ဓာတောင်ကန်းနဲ့နိဗ္ဗာန်တောင်ကန်းမှာအရင်ဆုံးတွေ့မှာဒိဋ္ဌိအရင်ဆုံးတွေ့မှာဗါလဲလေအဲ့ဒီဒိဋ္ဌိဆိုတဲ့မော်တွေဓာတ်တွေဖေးတာတွေအဲ့ဒါတွေဘာလို့ရမလဲရှင်းရမယ်ဟုတ်တယ်မလားအဲ့မော်တွေဓာတ်တွေသိပ်ဖုံးနေလှီးရရှိပါတဲ့တို့မတိုးတော့ရိုးရိုးမတိုးရင်လက်နဲ့တော်လို့မတိုးရင်ဘာလို့ဆင်းတော်လို့ရလဲဆက်မောင်းမယ်ဘာမောင်းမလဲဆက်မောင်းမယ်ဘာမောင်းမလဲတဲ့နဲ့မှာကူလို့ဒီကိလေသာမော်ရီတိုက်ပြီးမပယ်သေးတဲ့နဲ့ကူလို့မှမရရင်ဆက်ပူအောင်မောင်းမယ်ဘာပူအောင်မောင်းမလဲအင်ဂျင်ဘယ်နှလုံးလောက်တင်ထားမလဲနှလုံးသမာဓိနဲ့ပညာဘယ်သုံးလုံးခုနမှာပြောထားတယ်တမာတိနဲ့စက်ဘနှလုံးနဲ့နှလုံးသွဲဆက်နဲ့ဘာလို့မလဲကြိုင်ခုတ်ပဲဟုတ်ပြီလားအဲ့စက်ပူအောင်မောင်းလို့မှာဗါတဲ့လေအဲ့ဒီမော်ရီတိုက်တယ်မကြော်နိုင်လေရွက်ပါထူမယ်ဘာထူမလဲအဲ့တော့တက်ကိုကူစက်ကိုပူရွက်ကိုထူပြောကြရင်တက်ကိုကူစက်ကိုထူအဲ့ဒီနေရာမှာပဲရည်နစ်သွားပါတယ်ဗျာတက်ကိုကူဘာကူတက်ကိုကူစက်ကိုပူဘာကူတက်ကိုကူရွက်ကိုထူဘာတူတက်ကိုထူကြရတက်ကိုကူစက်ကိုပူရွက်ကိုထူအဲ့ဒါလွယ်မှတ်တာကူထူပူကူထူတို့ရအဲ့ဒါဘာစကားလဲတန်တရာဖြတ်တဲ့စကားဘာစကားမလဲကူပူထူတို့ရအဲ့ဒါဘာစကားလဲအဲ့တို့လုံးပတ်လေရိုက်လိုက်ထူပူကူပူထူဘယ်နဲ့မှအဲ့ဒါပတ်လေထွက်မှာပဲကာကြီးဆိုတော့နှစ်ကာကြီးဆိုတော့ဘာလဲလေပါတော့ပူဆိုတော့ငါဟာစီတူကခွန်ကူပူတူဆိုတော့နေငါခွန်အဲ့ဒါအပြီးပေါက်ပဲအဲ့ဒါပတ်လေထူလိုက်တော့ကျေကဆန်ဦးထိုးပြီးတော့တကယ်လို့များတာထွက်သွားခဲ့ရင်နောက်ထပ်လာအတွက်ထပ်လာမတောင်းနဲ့ဒါရမ်းချလိုက်တာဘာချလိုက်တာလဲဘာမှကလင်နာစီပြောတယ်ကြည့်မနေနဲ့ဘုန်းကြီးပြောတဲ့ကဏ္ဍသာထိုးမမွဲရင်ကြိုက်တယ်လို့ပြောရဲကြီးမှလည်းဘုန်းကြီးပြောလို့လိုက်ထိုးတာ10ရေလုံးမွဲတာဆိုတာပြောတက်ကိုစက်ကိုရွက်ကိုအဲ့ဒီအာသောဝနဲ့ရိုးရတော့ဒီကိလေသာအမိုက်တွေတိုက်တွေမကြော်ပါလားကြော်ပါလားကြော်ပါဗျာအရင်ဦးဆုံးတော့အားကိုမသုံးနဲ့ဟုတ်တယ်မလားတက်ကလေးနဲ့ပဲကူပြီးတော့လှော်ကြည့်လိုက်ပေါက်ချင်တယ်ပေါက်သွားမှာပေါ့အဲ့ဒါမနိုင်မှဘာလုပ်လဲစက်ကို
ကိုပူအောင်မောင်းအေးမောင်းလို့မရဘူးနော်စက်ပူအောင်ဆိုတော့လီဘာကုန်တင်ခိုင်းတာဘာကုန်တင်ခိုင်းတာလဲနောက်ကမိဖို့တွေဘာပြအောင်လဲအဲ့ဒီမှာအဲ့ဆက်မှာဘာထည့်ရမှာလဲစီထည့်ရမှာဒါကြောင့်အဲ့လေးသိန်းပေါ်မှာဒါနတွေလည်းတင်သွားအောင်ဘာတွေလည်းတင်သွားအောင်ဘိုးကြမှာစီရမရှိလို့စက်ကနိုးလို့အဲ့တော့ပြောချင်တာကကိုကြီးခိုင်ရင်းနဲ့အဲ့ဒီအမိုက်တွေတိုက်တွေမလုပ်ရမှာလေရှင်းရမယ်တဲ့အဲ့တော့ရှင်းရမယ်အမိုက်တိုက်ကိလေသာတွေမှာအရင်ဆုံးရှင်းရမှာဗာလေကိဒိဋ္ဌိကိလေသာအဲ့ဒီဒိဋ္ဌိကိလေသာသာမရှိတော့ရင်ဘာတကားကြီးပိတ်မယ်အဲ့လိုအရင်ဆုံးဘာကိုဖြုံးဘာနဲ့ဖြုံးအဲ့ခန္ဓာစဉ်ဘာဝင်ရတော့မယ်ရပေကြီးခိုင်မြဲမာလာဖြစ်ပြမာလာဖြစ်ပြမြေအဲ့လိုတကြီးတွေကဖြစ်ပြမြေမုံဆုံးသွားလို့သောတပတ္တိမဲ့ရရင်ဒိဋ္ဌိနဲ့ဝီရိကိစ္စအမိုက်တိုက်ကိလေသာတွေပယ်ရှင်းပြီးတော့ဘာတကားကြီးပိတ်မှာအဲ့ဒါဆိုရင်ဟိုဘက်ကိုအေးအေးဆေးဆေးလေးပဲဗါတဲ့လေကူးခတ်သွားလိုက်ရင်ဘယ်ရောက်ပြီလဲကျန်တဲ့ကိလေသာတွေကိုအထက်သုံးဘက်သုံးပုံနဲ့ပေကတတ်ပြီးတော့နိဗ္ဗာန်မဝင်ပါလားဝင်ပါလားဝင်ပါပါအဲ့လိုနိဗ္ဗာန်ဝင်သွားရင်တော့အပြန်လန်းလှမယ်လာတော့ကလေခန္ဓာဘက်ကပြန်တော်လေကူရင်ခိုင်ရင်နဲ့မကူးနိုင်တော့နောက်ကျောင်းပဲပြန်ခေါက်အောင်ပါပေါ့လေဟုတ်ကဲ့အမိုက်တွေတိုက်တွေကများလို့ရှေ့မဖောက်နိုင်တော့ဗါတဲ့လေတို့ပြန်ညာဦးမေမနေ့ကအထုပ်ကလေးပိုင်းတို့ဓမ္မဝိကြမှာပဲဆက်ဖောက်မယ်အဲ့တော့ရှေ့မသွားနိုင်တော့ဘယ်ပြန်မှာလဲအေးပြန်ရရင်ပြန်လန်းလှပါမလားပြန်နေလမ်းဘက်မှာရှိမှာပါလေဒုက္ခဗါလေလေဒုက္ခကပဲဘာလို့နေမှာလဲစီချိုနေမှာဒီဘက်ကမှာရေးထားတာ welcome to suffering ပဲဒုက္ခများစွာနဲ့ကျိုးစွန်းနေပါတယ်အင်္ဂလိပ်လိုက်ပြောနေတယ်အဲ့တော့ပြောချင်တာကဒီဘက်ကဘာနဲ့ပဲကျိုးနေပါလဲဒုက္ခမျိုးတော့ကဘာနဲ့လဲကျိုးစပါကြီးတဲ့လာပြန်ပြီတဲ့ခုနထွက်သွားတယ်ပေါ့စထွက်လာတော့ထွက်သွားတဲ့ကာလကလေကိုဘာနဲ့လဲတုံကျိုးလေးဖြုတ်ဟုတ်တယ်မလားလေကကန်းကနေရည်စည်းပြောမှဆိုလို့ဘာလို့ထားသေးတာလဲကျိုးကြည့်တယ်လေအဲ့ကျိုးဖြုတ်ပြီးတော့ဘာနဲ့လဲဟိုဘက်ကိုဥတည်ပြီးတော့လော်စင်ခန့်စင်စလုံးလုံးတော့ဗါတဲ့လေအမလေးငါပြန်မလာတော့ဘူးငါဗါတဲ့လေအလေကောင်လေးရောက်တော့မိုက်ဒီတိုက်နေတယ်တွေ့ရောဖိုးလို့ဗါတဲ့လေမပေါက်လည်းမပေါက်တော့ဗါတဲ့လေကိုကအပြောတွေကကြီးခဲ့တော့ညိုးငယ်တော့မျက်နှာနဲ့ဘာလို့ရမှာလဲအဲ့မယောဂီတွေတပတ်ကမတဲ့ကြပါထုတ်ကလေးပါကျမပြေရောက်ပါပြီဗါတယ်လေအဲ့တော့ဘာမှပြောမနေနဲ့နံပါတ်1ရက်ကြံသေးတယ်မလားမရရအောင်ဘာလုပ်လဲဖောက်ရမယ်ခုနကသုံးလို့မှတ်တာကူပူပူဗါတယ်လေတက်ကိုကူစက်ကိုရွက်ကိုမနေ့ကတရက်ကြံနေလို့မီးလို့ရကုန်ဘာလို့မလဲဘာစားမယ်အိပ်ပဲလေဘုန်းကြီးလည်းသိုးနေတယ်ဘုန်းကြီးတို့ကလည်းကျင်းထားတယ်သူကြောင်းရောက်ရင်တော့မစားဘူးသူမနေ့ကခိုင်းလိုက်ဘာလို့ခါမလဲအဲ့တော့ပြောလို့တာကခန္ဓာတော်ကန်းကနေနိဗ္ဗာန်တော်ကန်းသွားတယ်နိဗ္ဗာန်ရောက်ဖို့ကဒုတိယဓာတ်တဲ့မြတ်စွာဘုရားလမ်းညွှန်တာဟုတ်ပြီလားကုနေစီခတ်နေတဲ့အပယ်တကားကြီးအပွင့်ပြီးတော့အပယ်လေးကိုမဆင်းရဘူးကဗါတဲ့လေပထမတဲ့ဟုတ်ပြီလားဒါကြောင့်မလို့မိမိကုနေတဲ့အာကုရတဲ့အဲ့ဒီလေကြီးပေါက်သလားပြဲသလားစစ်စစ်ပေါက်ရင်မလုပ်လဲအဲ့ဒီလိုသီလတွေအရင်မလုပ်ရမလဲလုံအောင်လုပ်တဲ့သီလလုံတော့မှသီလလုံတဲ့အပေါ်မှာမလုပ်မလဲတမာရီပဲထဲ့မလားပညာပဲထဲ့မလားဒါနပဲထဲ့မလားဟုတ်တယ်မလားအဲ့တော့သီလဘယ်နှပါ5ပါသီလဘယ်နှပါ5ပါ
တဘာပေါက်လေပေါက်တာပဲအဲ့ပေါက်တဲ့ပေါက်ကဗါတဲ့လေရေဝင်မှာဟုတ်တယ်မလားဘုန်းကြီးနမူနာတခုပြောပြမယ်ခုနကမှရေချိုးကန်ရှိတယ်ခုနကမှဘာရှိရေချိုးကန်ကာထားတာဘယ်နဲ့ပဲဒီပဲအမှန်လေးတွားရှိဦးမယ်လုံနေပြန်နေတိုင်းချိုးနေတဲ့ဟာကိုအဲ့ဒါမှကာထားတာဘယ်နဲ့ပဲလေးပဲအောက်ဘက်မှာကရေတွေမစိမ့်ဖို့တွေဗါတဲ့လေလုံကြုံအောင်လုပ်ထားတာအောက်အခင်းကတခုအလုံးပေါင်းတော့ရေကမှာဘယ်နှခုရေလုံအောင်ထိန်းထားတာဘယ်နှခုအရှိပဲအနောက်ပဲတောင်ပဲမြောက်ပဲအောက်ပဲအလုံးဘယ်နှဖက်ဘယ်ဘက်ကပေါက်ပေါက်အဲ့ဒီဗါတဲ့မရှိတော့ဘူးအဲ့ဒီကံကြီး၅ဘက်သာလုံးနေရေထက်လေနေမယ်စီထက်လေဘာထက်လေဘုန်းကြီးပြည့်ရှင်းလားရှင်းပါအဲကြောင့်ဘယ်နာကပေါက်ပေါက်တဲ့နာရေဝင်ပါမလားဒါကြောင့်မလို့အ ਨੇ ဆုံးတော့ဘဏ္ဍပါသီလတော့ထိန်းရမယ်၅ပါးသီလအဲ့ဒီ၅ပါးလုံးနဲ့သီလလုံးနဲ့အဲ့လေကြီးရဲ့ဘာထက်တဲ့ဒါနထက်လေအကုန်ပါမယ်ဟုတ်ပြီလားသမာဓိထက်လေဟုတ်ပါပညာထက်လေဟုတ်ပါဒါဆိုရင်ဘာရေးကြီးသီလရေးကြီးတယ်ဘာရေးကြီးလဲအဲ့ဒီလုံုံနဲ့သီလအပေါ်ကိုသမာဓိပညာလဲတင်လိုက်တော့ခန္ဓာဖြစ်ပြမြင်ဖြစ်ပြမုံဖြစ်ပြဆုံးလဲပြီးလဲပြီးရောဗျာဒိဋ္ဌိအစပြတဲ့ကိလေသာတွေပေကတတ်လဲတတ်နိုင်ရောနိဗ္ဗာန်တောင်ကမရောက်ပါလားရောက်ပါလားနိဗ္ဗာန်တောင်ကရောက်သွားရင်တော့အပြန်လန်းကလေးမလှပါလားလှပါလားအဲ့ဒီလိုအပြန်ကန်းလေးလှအောင်လုပ်သွားတဲ့တာရကဇလံမတန်တခုအနှစ်ထိုးပြီးတော့မဆိုးတလောက်ကလေးပြောပြအဲ့တော့ဇလန်းလေးကနည်းနည်းရှိတယ်ဇလန်းကဘာလဲလဲနည်းနည်းရှိတယ်ဒီညနည်းနည်းရှိလေးဟောမယ်ဘာလို့မနေ့ဖန်ကြတော့ဘုန်းကြီးတို့ကစခန်းသိမ်းဆိုတော့နည်းနည်းတူတူပဲဟောမယ်ဘာလို့စခန်းသိမ်းဆိုတော့ဘုန်းကြီးရှေ့မှာပါတယ်လေတက်ကြအောင်မှာမဟုတ်ဘူးလားဘုန်းကြီးကနောက်ပိုင်းကလကာချဖို့တက်မှာပတ်ဆက်ခွာကိုယ့်ကိုယ်သိပြတော့ဘာဘုန်းကြီးသိခိုင်းတော့ဒီညဇာလန်လေးပါတယ်လေအဲ့နည်းနည်းလေးစီဟောပေးမယ်နည်းနည်းလေးပါတယ်လေစီဟောပေးမယ်ဟုတ်ပြီလားစီဆိုတော့ဘယ်လောက်ရှိမလဲဆိုတော့နည်းနည်းလို့ပြောတာခုနကတည်းကအများကြီးမဟုတ်ဘူးနည်းနည်းစီပြောတာများများရှိမဟုတ်ဘူးကဲသွားမယ်တာဝတိဘာပြီတာဝတိဒီမှာအမတန်မှချမ်းသာတဲ့တထေးကြီးနဲ့တထေးမာတထေးကြီးနဲ့တထေးမာအမတန်မှချမ်းသာတယ်အမတန်မှချမ်းသာတဲ့တထေးကြီးနဲ့တထေးမာရနေပြီးတော့သမီးလေးတယောက်မွေးတယ်ဗာလေးတယောက်သမီးလေးတယောက်မွေးပြဒီကိုကြီးပဲနဲ့ကမွေးပြီမတန်လေသူတို့မိတွေကန်ဆောင်ဖို့လုပ်နေစောင့်နေတယ်ဒီမှာမွေးပြီအားမသင်သားမနေနဲ့ဘာလေးမွေးသမီးလေးမွေးတယ်မွေးလာလဲပြီးလဲပြီးတော့အိမ်အောင်ကြတယ်ဘာကြအိမ်အောင်ကြတယ်အိမ်အောင်ကြတော့ဘာရတာလဲယောက်ျားရတာဘာရတာလဲမလေးအိမ်အောင်ကြတာကိုဘာရတယ်လဲမသိဘူးစဉ်းစားနေတယ်အိမ်အောင်ကြတော့ဘာရယောက်ျားရအဲ့ဒီယောက်ျားနဲ့အကြောင်းဆက်ပေါင်းပဲအဲ့ဒီသမီးလေးများမကြပြီတဲ့ကိုဝန်ဆောင်ရအဆောင်ရပြီကိုဝန်ဆောင်ဒီမကြည့်ပဲနဲ့ကြည့်ဒီမှာကိုဝင်လေးကိုထည့်မလို့ပါဘူးအဲ့ဒါကိုဝင်ဆောင်ထားတာဘုရားရှင်းနေတော့ဘာဆောင်လိုက်ရပြီအဲ့ကိုဒါပဲမဲ့ဗျာအဲ့ဒီကိုဝေလေးဆောင်းကားစားလေးပါပဲသူ့ယောက်ျားကဆုံးသွားတယ်သူ့ယောက်ျားဗါတယ်လေဟုတ်ပြီဒါနဲ့ယောက်ျားမရှိပဲနဲ့ကိုဝင်ကိုဘာလုပ်ခဲ့ရပြီလဲဆောင်းတော့မယ်ရှိတယ်ဘုံလေးနဲ့ဟိုတချို့နေရာကျတော့သိဉာဏ်လို့မကောင်းဘူး
ကိုဝင်ဘာလို့ကြရပြီလဲဆောက်ကြရပြီဒီလိုနဲ့အဲ့ဒီကိုဝင်ကိုမွေးတော့ဖွာတော့မယ်နေစိလာစီအချိန်စေပြီးအဲ့ဒီလိုမွေးကန်နီးလေးမှာတဲ့ကိုဝန်ဆောင်အမျိုးသမီးသိပြီမဟာမလုံးနဲ့လေဒါရကသိဆိုသိလိုက်တော့ဘာဟာမနေနဲ့ကိုဝန်ဆောင်အမျိုးသမီးလေးဘာဖြစ်ပြီလဲဒါပေမဲ့ခလေးတော့ဗါတယ်လေမမွေးရသေးဘူးခလေးတော့ဗါတယ်လေမွေးရတယ်ကိုဝန်ဆောင်လိုက်ရဲ့ပဲလားစေနေစေအချိန်မှာစိတ်နေပြီမိဖွားကန်နီးနေပြီပေါ့ဗျာအဲ့ဒီအချိန်လေးမှာဘာဖြစ်သွားပြီလဲတည်သွားပြီတည်သွားတယ်အဲ့ဒီကိုယ်တော်မိခင်ရဲ့အလောင်းရွာတဲ့ထမရတော့ဘယ်ဖို့တုတ်တန်တစသင်းញိုင်းဝပို့ပြီပေါ့ဗျာအဲ့ဒီလိုနဲ့ဘာသူရွာသားမြို့သူမြို့သားအားလုံးလိုက်ပို့လဲပြီးလဲပြီးရောအဲ့ဒီကိုဝန်တော်အမျိုးသမီးရဲ့ဘာမှတန်ဖိုးမရှိတော့တယ်မတင့်တယ်တော့တယ်အတုပခန္ဓာကြီးရှို့ဘာရှို့ပြီးလဲအဲ့ဒါနဲ့မီးတွေနဲ့ဗါတယ်လေတိုက်မီးတွေရှို့အဲ့ဒီမှာအကျော်တွေကကုန်းကွာပြီးတော့ထလာတာပေါ့ဟုတ်တယ်မလားအဲ့ဒါနဲ့မီးဘုံထဲမှာအကျော်တွေကုန်းကွာပြီးတော့ထလာတယ်လေတူလေရောဘေးနားမှာအသင့်ပါလာတဲ့တဇူးဝါးတွေနဲ့ဘာဝါးတွေနဲ့တဇူးဝါးအတုံးကအချွန်လားအဲ့ဒီတဇူးဝါးအချွန်တွေနဲ့ဟိုထိုးပြီးဒီထိုးပြီးဖိလိုက်တာပေါ့ဒီလိုနဲ့ပဲပြပြသွားမီးလောင်မိုးလေးရတဲ့ချုပ်သွားတော့ပြန်ကြမနေ့မိုးလင်းမှလာပြီးပြာဒီပါနေသိလေရပါတယ်တဲ့ဒါနဲ့နောက်တစ်နေ့မနေ့မိုးလင်းလို့ရီးရှို့ရတဲ့အတုပခန္ဓာကိုယ်ရဲ့ဆွေးမြေကြနေတဲ့ပြာတွေသိမ့်ဖို့လာလဲလာရောပြာဘူးဘုံပေါ်မှာခလေးလေးဟာအသက်ရှင်မရဲ့ကြံခဲ့ပြီအဲ့ဒါဒီဇလန်ရဲ့မင်းသားပဲသူကဒီဘဝမှာယဟန္တာဖြစ်ပြီးမှကိုပြိဋိဘံဆိုင်ရမှာအဲ့ဒါပစ္စည်းမှာဘဝိကဒီတစ်ခါရတဲ့ခန္ဓာဘဝဟာနောက်ဆုံးယောဂီတို့လိုပဲယောဂီတို့လည်းဒီတစ်ခါလာတာပါတယ်လေနောက်ဆုံးပဲဘာပဲဆိုတော့2025ရဲ့ပြောတာ26ကျရင်ဘာလုပ်မလဲဟောတော့အဲ့တော့ပစ္စည်းမဘဝိကဆိုတာက तू ကဘယ်လိုနည်းနဲ့မှယဟန္တာမဖြစ်မချင်းပါတယ်လေမသိဘူးဟုတ်တယ်မလားအနာကင်းသူရှင်းပါဘူးကြားဘူးတယ်မလားကြားဘူးကြားဘူးတော့ဘုန်းကြီးဘယ်လိုဆက်သွားကြားဘူးလားမကြားဘူးအဲ့လိုပြောမှာကြားဘူးလည်းမကြားဘူးပြောရှင်ပါကူလေးရဲ့နာမည်အရင်ဟာပါကူလာရှင်ပါကူလေးရဲ့နာမည်အရင်ကဘာလဲပါကူလာဘာလက်ချိုက်ကြီးချာတော်လိုက်ကကာကြီးဒီချောင်းကြီးဘာကူလာအဲ့ဒါဘာလက်ချိုက်နေကြီးတာဒါပေမဲ့ဘုန်းကြီးတို့တာမွေမိုးကုတ်အဖွဲချုပ်နဲ့နည်းနည်းနီးတယ်ပေါ့တာမွေအဲ့တာမွေမှာဖွင့်ထားတဲ့ဆေးကန်ကြတော့ရှင်သူကဘာနဲ့ရေးတာမဟုတ်ဘူးပဆောင်တယ်ပဆောင်ရေးချာပါရှင်ပါကူအဲ့ဒါဘုန်းကြီးတို့မိုးကုတ်အဖွဲချုပ်ကဝါဆိုဝါကဘာပဲဖြစ်ဖြစ်ပေါ့တရားစခန်းလာဝင်ဓမ္မဂရိကလက်မှတ်လာလို့တဲ့သံဃာတော်တွေနေထိုင်မကောင်းရင်အဲ့ဒီရှင်ပါကူပဲဘာလို့ရတာလဲလိုက်ပို့ရတာအဲ့ဘုန်းကြီးတို့ကြိုရင်ဘုန်းကြီးတို့လိုက်ပို့ရတယ်အဲ့တော့တခါတော့ဘုန်းကြီးကြုံတော့သင်္นานသားတစ်ပါးဘာလုပ်တာလဲလိုက်ပို့ဟိုကြတော့အဲ့ဒီဦးသေးတွေကနတ်စမတွေပါတွေနဲ့အထဲထဲမှာဗါတဲ့လေအစသခံအသေးနှလုံးလုံနေတာပေါ့လေအစသခံနေတယ်ဘုန်းကြီးအပြင်မှာဗါတော့ထိုင်ဆော့အဲ့ဒီမှာလူပြောက်ကလာမေးရှင်မရတဲ့ရှင်မရတော့ပါဠိစာပြီးကြွားမိတာဆိုတော့ဒီဒိဋ္ဌိရပါလေရှင်ပါကူပါမကူတဲ့မပါရင်မကူနဲ့
ပါလို့ကုရင်ပါတယ်လေရှင်ပဲအဲ့ဒါကြောင့်ရှင်ပါဘူးလို့ရေးထားတာသူပတ်တော့နေရေးထားတာဟုတ်အမှန်တကယ်သွားမှာဘာနဲ့သွားမှာလဲဘာလို့ဆိုင်နေသွားမှာအဲ့တော့ရှင်ပါကူရဲ့နာမည်ရင်းရပါလေဘာကုလားပါတယ်လေဒီသမှတ်တာနော်ဘယ်မှာမှတ်တာဒီဘာဒီစိတ်ထဲမှာမှတ်တာပြီးတော့မှမေးမယ်ရှင်ပါကူရဲ့နာမည်ဘူးလေအဲ့ဒါရှင်ပါကူအလောင်းလျာလေးဘဝကပေါ့သူ့အမေနဲ့သူနဲ့ဘယ်သွားညစ်စိတ်သွားဘယ်သွားတာလဲညစ်စိတ်သွားတဲ့ရှင်ပါကူလေးပါဖြစ်သွားအဲငါစားသွားဟုတ်တယ်မြန်လိုက်တာဒီလေးတော့မစင်းသေးပဲနဲ့ငါစားသွားညစ်စိတ်သွားရေထဲဆင်းဒီမှာငါပါတယ်လေဘယ်ကစားမလဲမျိုးသွားတာငါစားမှတော့ပြေးပြီပေါ့ငါဘာလို့သွားမှလဲမျိုးသွားမှမျိုးသွားလဲပြီးလဲပြီးတော့အမေမှာတော့အယူတစ်ပိုင်းကြီးလိုဖြစ်နေတာပေါ့ထားလိုက်ပါတော့ရှင်မကူလေးကဘယ်ထဲပါသွားငါးပိုက်ထဲပါသွားပြီဟိုအောက်ဘက်ကတန်ငါတဲ့တယောက်ရဲ့ပိုက်ပုံထဲမှာအဲ့ငါကြီးကပါတယ်လေမိတန်ငါတရားအဲ့ငါကြီးဖမ်းပြီးတော့ထမ်းနေပြီးလဲပြီးတော့ရထဲရွာနဲ့လိုက်ရောအသေးမကြီးတယောက်ကအဲ့ငါကြီးဝယ်ထားလိုက်တာဝယ်ထားပြီးဘိုက်တွေပွဲလိုက်တော့ကလေးလေးထွက်လာတယ်ကလေးလေးထွက်လာတော့ဝေးစားထားလိုက်ဒါနဲ့အဲ့ဒီတဲ့ရင်အမေရင်းဖြစ်သူကကြားတော့ဗါတဲ့လာတောင်းဒီကကဲထားတဲ့တထေးမကြီးရတယ်ဗါတဲ့မပေးဘူးရေဆုံးနေသားပဲမတွေ့တာလေရေတဲ့တွေ့တယ်ပြန်မပေးနိုင်ဘူးရေဆုံးကုန်းပေါ်မှာတွေ့ရင်တဝက်ပေးဦးမှာအခုကဘယ်မှာတွေ့တာလဲအဲ့ဒါနဲ့အမေရင်းနဲ့ဝေးသားအမေနဲ့ဗါတဲ့လေသတ္တနာတွေတဲ့အမှုတွေဖြစ်တာအဲ့ဒီအမှုဘယင်းထံရောက်တယ်အဲ့တော့မှဘယင်းကြီးကမြတ်တတ်တာဆုံးဖြတ်ပေးလိုက်တယ်ဒီရှင်ပါကူလေးဟာအမေအရင်လဲပိုင်တယ်ဝေးသားအမေလဲအမေအရင်နဲ့အမေရင်းဘက်ကအမျိုးတွေလဲပိုင်တယ်ဝေးသားအမေနဲ့ဝေးသားအမေဘက်ကအမျိုးတွေလဲပိုင်တယ်အမျိုးဘယ်နှမျိုးပိုင်တာဘယ်နှမျိုးပိုင်တာနှစ်ဆိုတာကပါနှစ်ဆိုတာကအမျိုးကကုလာအမျိုးကအဲ့တော့မှဘာကုလာအမျိုးနှစ်မျိုးပိုင်တဲ့ခလေးလို့နာမည်တွင်းလာတာဟုတ်ပြီလားအဲ့ဒါကိုအဖျားဆုပ်ပြီးဘယ်လိုခေါ်တာလဲရှင်ပါကူလို့ခေါ်တာနာမည်ညပါလေဘာကုလာဘာလားလဲကုလာအမျိုးကုလာတစ်ခုပေါင်းတော့ဒီဘာနဲ့ဘာကုလာအမျိုးဘာကုလာဆိုတော့နှစ်မျိုးဒါရှင်းနေတာပဲဗျာအေးဘောတဲတဲ့ပြန်ရင်တော့နှစ်မျိုးအဲ့ဒါကိုသေသေးချာချာလေးပါလေချောနေအောင်ပြန်ရင်တော့အမျိုးနှစ်မျိုးပိုင်တဲ့ကလေးလို့ပြောတာအဲ့တော့အဲ့ဒီရှင်ပါကူလေးလည်းပါတဲ့လေမသိဘူးဘာလို့မသိလဲဆိုသူလည်းပစ္စည်းမဘဝိကပဲယန္တာဖြစ်ပြိဋိဘံဗါတဲ့လေစံပြီးမှသိရမှာဟုတ်ပြီလားကိုလည်းဒီမှာကြီးပြပုံပေါ်လေးမှာခလေးလေးကဘာလုပ်ခဲ့တာလဲအသက်ရှင်လျက်ကြံခဲ့တယ်အမေသာဘာဖြစ်သွားတာလောင်ကျွမ်းသွားတာသေသားသေပြီးနေပြီလေကိုကဘာလုပ်လိုက်ကြလဲပြီးချိုးလိုက်တာအမေသာဘာဖြစ်သွားတာအလောင်ကျွမ်းသွားတာဒါလေးရတော့ဗါတဲ့လေလူလောကအနေမှာအသက်ရှင်နေပြီဘာလုပ်ခဲ့ပြီလဲအဲ့ဒါနဲ့တခါလေရောက်လာတဲ့လူတွေကအသက်ရှင်ခဲ့တဲ့ကြံခဲ့တဲ့ခလေးလေးတခါလေပွေ့ချီပြီးတော့ပြာတွေပါတွေဖုတ်ွက်ခါခဲ့လှုပ်လဲပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးဘာဖြစ်သေးတယ်လဲလှည့်ပတ်ကြည့်လိုက်တော့မျက်လုံးတောင်စောမှာတဇူဝါကျွန်လေးထိုးပြီးတဲ့ဒဏ်ရာလေးရှိတယ်သူ့ရဲ့အမေအတုပခန္ဓာကိုယ်ကြီးမီးရှို့ခြင်းကာလကကုန်းကွာထားတော့တဇူဝါတွေနဲ့ထိုးထားတာမလားအဲ့ဒီတဇူဝါထိုးထားတဲ့မျက်လုံးတောင်စောမှာဒဏ်ရာလေးပါတဲ့လေရှိတယ်အဲ့ဒဏ်ရာလေးအကြောင်းပြုပြီးတော့သူ့ကိုနာမည်ပေးလိုက်တယ်တန်ကိစ္စဗါတယ်လေအဲ့ဒါနဲ့ပဲအဲ့ဒီလူလူကလေးသေရွာပြန်ကလေးမြို့ထဲရွာတယ်ဗါတယ်လေပြန်ခေါ်လာခဲ့ပြီဒီရွာလုံးတပြူလုံးကဗါတယ်လေဝိုင်းချစ်လိုက်ကြတာတန်ကိစ္စလို့တော့မခေါ်ဘူးလူလူကလေးသေရွာပြန်ကလေးချစ်ဆုံးလေးတူလေးဝ
ဝိုင်းပြီးဘာလို့ကြလဲ ရှိပါဗျာ အဲ့ဒီလိုနဲ့9နှစ်ရောက်ဘယ်နှစ်ရောက်9နှစ်အရွယ်ရောက်လို့ကျောင်းနေပါလေထားရမယ်အရွယ်ကြလဲကြရောဘယ်လိုလုပ်သင့်တယ်လဲဆိုပြီးတော့ဗေဒလက္ခဏာပညာရှင်ပုံနာထံတွားပြီးတော့အတိတ်ရှိဘာဖြစ်မလဲတွားမေးတာဟိုကဗေဒလက္ခဏာပုံနာရှင်ကတွက်ချက်ပြီးပြောလိုက်တယ်ဒီခရီးပြည်တဲ့မြို့တဲ့ရွာတဲ့ထားရင်ပြည်တွေမြို့တွေအားလုံးဒုက္ခရောက်ပြီဒီခရီးလောလောပြောရက်သေးရွာတဲ့ထားရင်တရွာလုံးဘာဖြစ်မှာလဲဒုက္ခရောက်ပြီတဲ့ဒါပေမဲ့သာသနာပေါင်းနဲ့ဝင်သွားရင်တော့တဲ့တပည့်တပန်းအပေါင်းနဲ့သူတော်ကောင်းဖြစ်မယ်ဒါပေမဲ့သွားမေးတဲ့လူတွေကနောက်ကပြောလိုက်တဲ့ဗေဒင်ဆရာရဲ့ကောင်းသောစကားကိုသိမှမှတ်မိပထမစကားတော့ဗါတယ်လေပထမစကားဗါလေရက်သေးရွာတဲ့ထားရင်ဒုက္ခရောက်မယ်တရွာလုံးဒုက္ခရောက်မယ်အဲ့ဒါလေးပါတယ်လေမှတ်လာလဲပြီးလဲပြီးတော့သူ့ရတဲ့ရွာတဲ့မထားတော့ဘူးပေါ့အဲ့မှာနာမည်ပြောင်းသွားပြီဂျိုးကောင်လေးပါတယ်လေအဲ့တော့ရွာတဲ့ဒါမကောင်းတော့ဘယ်ပို့တော့မင်းအဲ့ဒီယောဂီတို့တပည့်ရောက်ဖြေရလဲကြည့်ပြီလေကြီးကသူများတို့လည်းတစ်ချောင်းလေးကိုယ့်ဘက်ကပါတယ်လေမကောက်ပဲဖို့မှာဘုန်းကြီးတို့ယောဂီတွေဘယ်ရောက်မှတ်တာမကောင်းဘယ်ဘူးတော့မှလဲကြောင်းဖို့ပြီအဲ့ဒါနဲ့သုံးလောကထောတာသဗ္ဗညုဂေါတမမြတ်စွာဘုရားသတင်းသုံးနေတဲ့သာဝတိပြီဇေရဝံကြောင်းကိုဗာပြီးပြီလေအဲ့ကလေးတွေသွားပို့လိုက်ပြီပို့တဲ့လူတွေပြန်ပြီတန်ကိစ္စလေးကတော့9နှစ်အရွယ်နဲ့ဘုရားကျောင်းမှာဘာလို့ခဲ့ရပြီလဲကြံခဲ့ရပြီအဲ့ဒါနဲ့တန်ကိစ္စလေးရဲ့ကိစ္စဝိဇ္ဇာအားလုံးအတွက်ဘု து တာဝန်ပေးလဲဆိုတော့ရှင်သာရိပုတ္တရာဘု து တာဝန်ပေးအဲ့တော့မှစေတရှင်သာရိပုတ္တရာဒီကလေးလေးကိုကြည့်ရှုလိမ္မာရေးကြရှိအောင်ဆုံးမလိုက်ဘု து လက်ထဲထဲလိုက်အဲ့ဒါနဲ့ရှင်သာရိပုတ္တရာတရင်သုံးနဲ့ကြောင်းသင်ဉာဏ်ကိုအဲ့ကလေးလေးဘာလို့သွားပြီလဲဆိုခေါ်သွားပြီကလေးလေးနာမည်ကဘာလို့လဲအတ္တပနဲ့အဲ့ဒါနဲ့ရှင်သာရိပုတ္တရာကတန်ကိစ္စလေးကိုလိမ္မာရေးကြရှိအောင်မလုပ်တာလေဆုံးမဟိုကလည်းပါတယ်လေအားလုံးလိုက်နာကဲဇလန်တူတူပြောနောက်ဆုံးလဲကြရောတန်ကိစ္စလေးသင်္ကန်းစီးမယ်ဗာစီးမယ်အဲ့တော့သင်္ကန်းစီးတော့ခေါင်းရိပ်ရမယ်ဗာရိပ်ရမယ်အဲ့တော့ခေါင်းမွားစပင်ဘာလို့တော့မှလဲရိပ်တော့မယ်အဲ့လိုရိတ်ခါဒီလေးမှာရှင်သာရိပုတ္တရာထေရှင်မြတ်ကတန်ကိစ္စလေးကိုဒဇပိစကကမ္မထံပေးတယ်။ဘာကမ္မထံဒဇဆိုတာယွန်စရာဒဇဆိုတာပိစကက5ပါးပိစကက5ပါးအဲ့တော့ဒဇပိစကဆိုတော့ယွန်စရာ5ပါးယွန်စရာဘယ်နှပါးအဲ့ဒါလိုက်ဆိုကေတာလောမနာခတန္တာဒဇောဘယ်နှမျိုးပြောရင်ကေတာလောမနာခတန္တာဒဇောလေဘယ်နေတော့ဗမာလိုပြောမယ်လိုက်ဆိုပါဠိလိုမရရင်ဗမာလိုပြောပြမယ်ဟုတ်ပြီလားဗမာလိုလည်းမရပါဠိလိုလည်းမရရင်လုံးမနေနဲ့ဗမာလိုလည်းမရပါဠိလိုမရရင်အခုနိုင်ငံခြားပုံမှာစံပင်မွေးညင်းခြေသက်လက်သက်သွားအယေတူအယေပါဘယ်နှမျိုးတို့ရစံပင်မွေးညင်းခြေသက်လက်သက်ဘယ်နှမျိုးအဲ့ဒီ5မျိုးကချစ်စရာတွေလားယွန်စရာတွေလားအမလီဒီစပယ်လေးကောင်းဖို့ရှိနေလို့သာတသသာလေးလုံနေတာအမတ်တမဲဟင်းွက်တဲ့သာစပယ်မွေးလေးရောက်သွားကြည့်လိုက်စမ်းဒီစပယ်မွေးတသသာလုံနေတဲ့ချစ်စရာပုံစံလေးနဲ့တသသာလုံနေတာဆိုရင်အဲ့ဒီဟင်းွက်တဲ့စပယ်မျိုးကောက်ယူပြီးပဇာတဲ့ထဲလိုက်ရအောင်ဟုတ်တယ်မလား
ယုံစရာကြီးဖြစ်နေလို့ပါတယ်လေခြေသက်လက်သေးလေးတွေပါတယ်လေညံဘာလို့လဲဘာဖြစ်လို့ယုံစရာဖြစ်နေလို့နှစ်သက်စရာတွေ့တာစရာဆိုရင်အဲ့ဒီခြေသက်လက်သေးလေးတွေစုထားပြီးတော့စီလေးနဲ့ကြော်စားဖို့တော့မကောင်းဘူးလားအဲ့တော့ပြောချင်တာကတရားတူလိုက်တယ်စောစောကပြောတယ်ငါးပါးချစ်စရာတွေလားယုံစရာတွေလားယုံစရာဘယ်နှပါးအဲ့ဒါကိုပါဠိလိုပြောတာဒဇပိစကအဲ့ဒီကမ္မထာนี่ဘာလို့ဒီလဲပေးပြီးစိတ်ငြိမ်အောင်လို့ပြောပါငြိမ်အောင်လို့အဲ့တော့မှတန်ကိစ္စလေးဝိုးဒီတွေလျှောက်တွေးပြီနဲ့ခေစရာရှင်သာရိပုတ္တရာချပေးတဲ့ဒဇပိစကကမ္မထာလေးလိုက်ဆိုဒါနဲ့ရှင်သာရိပုတ္တရာကချပေးတန်ကိစ္စလေးအောက်ကပါတယ်လေအခုတော့လေချပေးလဲပြီးတော့ကဲအလွတ်ဆိုတော့သူပြောတယ်ဘာလို့ရလဲဆိုရင်နဲ့ပါတယ်လေကွတ်ဆိုရင်နဲ့ပါတယ်လေပထမဆိုကြတာဆိုတော့မိမဆိုတော့ဖြည်းဖြည်းချင်းဆိုရတာပေါ့ကိတာပြီးရင်လောမပါဇာပြားလေးနေမှာပါတယ်လေအဲ့လိုဖြည်းဖြည်းချင်းလေးဆိုတယ်နောက်ဆိုပါများလာတော့ပါတယ်လေနည်းနည်းတွက်လာနည်းနည်းတွက်လာတယ်ဘယ်လိုဖြစ်လာလဲမြန်တွက်လာပြီဗျာကိတာလောမနာကတနာတဇောတွေ့ကြဘာမှလည်းနာပါမယူဘာဒီဘုန်းကြီးထိုးပြပြီကေတာနဲ့တဇောပဲမှတ်တာကေတာတဇောတဲ့ဘယ်လိုလဲဒီကရှာလေးလောက်တတ်ဖို့ပဲလုပ်တယ်အလေကောင်ကဒီလိတ်တာချလိုက်ကျိတ်တဲ့ဖေးနဲ့ပဲမှတ်တာဆိုတာမဖြစ်လာပြီလေမြန်လာပြီတွက်လာပြီဆိုတဲ့အခါကျတော့တဲ့စိတ်တွေအပြင်ရောက်သွားမှဆိုလို့လုပ်ငန်းတစ်ခုဆိုတာလုံးပါများလာလို့အကျင့်ရသွားရင်နောက်တစ်မျိုးပါပြိုင်သူပါလုပ်တတ်တာလေလုံတတ်တယ်ဘုန်းကြီးနမူနာတစ်ခုပြောပြမယ်တင်းနဲ့3 4 5အခုမှဟိုခလေးပြီးစီညောင်းတော့သေးသေးလေးအဲ့ဒါပင်ကြီးအဲ့ဒါလေးအလွတ်ဆိုခိုင်းတော့ तू မရမှဆိုတော့ဘာလုပ်ရလဲစဉ်းစားပြီးဒီပေါ်မှာပဲအာယုန်လေးတစ်ခုချပြီးသူဆိုနေတာအဲ့ကလေးကဆိုပါများလို့အဲ့ဒီကိန်းကနန်းလေးအလွတ်ရလို့မြန်ဆန်ဆန်ရကျွမ်းလဲတော့တွေ့လားနောက်တစ်ခုပါသူလုံးတာရှေ့မှာသေဝင်းပုံကြီးပုံတာအဲ့သေဝင်းပုံကြီးကိုသူ့လက်တည်းကသေဝင်းဒိုးမကြီးနဲ့မလုပ်ပါနဲ့အဲ့ဒါကိုလည်းသူထိအောင်ပြင်မှာဗဇက်ကလည်းဘာဆိုးနေပြီလဲ1 2 3 4 5ဒါဆိုအလုပ်ကဘယ်တစ်ခုဖြစ်နေလဲဒါကြောင့်မလို့မြန်ဖြစ်လာရင်နောက်အလုပ်တစ်ခုပါတယ်လေကုသွားမှဆိုလို့ထေဇရာရှင်သာရိပုတ္တရာကတမာတိမပြည့်ရေးအတွက်အနုလုံပဋိလုံဆိုတဲ့ပြောလို့ဆိုမလဲအဲ့ဒါနဲ့အနုလုံပဋိလုံကြီးရှင်သာရိပုတ္တရာချပေးမယ်ပေါ့တန်ကိစ္စလေးရဆိုပါယောဂီတို့ကလိုက်ဆိုဘုန်းကြီးချပေးမယ်လိုက်ဆိုကေတာလောမနာခဒန္တာဒဇောဒဇောဒန္တာနာခလောမကေတာအနုလောအဲ့ဒါလေးပါလုပ်လိုက်ပြီလေနှစ်ခေါက်သုံးခေါက်လေးချပေးပြီးတော့နာကိစ္စလေးအဲ့ဒါလေးအနုမလုံးပဋိလုံးလေးစင်ကြီးလေးဒီလိုမလားအဲ့ဒါနဲ့အောက်ကတန်ကိစ္စလေးရတယ်ဗါတဲ့လေသီဇရာရှင်သာရိပုတ္တရာလမ်းပြတဲ့အတိုင်းဒဇပိစကကမ္မထံကိုအနုလုံးပရိလုံးဆင်ခြင်ပြီးပေါ့ဗျာကိတာလောမနာကတတတဇောဒန္တနာကလောမကိတာဘုန်းကြီးရတယ်နော်ရမှာပေါ့အေးဘုန်းကြီးကိုလေကိတာလောမနာကတတတဇောဒန္တနာကလောမကိတာတဲ့အဲ့ဒီလိုအနုလိုလေးမလို့လို့ဆင်ခြင်လိုက်တော့စိတ်ကလေးဘာဖြစ်သွားပြီလဲငြိမ်သွားပြီးတော့တမာရီဘာလုပ်နေပြီလဲရပြီအဲ့ဒီမှာခေါင်းကသပင်ကိုရေစွတ်ဆံပါလို့တော့မလဲချတော့မယ်အဲ့ဒီလိုချခိုင်းလေးလေးကြာရောစောစောကတမာရီတည်နေတဲ့တန်ကိစ္စလေးကိုပညာတင်ခိုင်းပြီဗာတင်ခိုင်းပြီလေအခုသပင်လေးတွေရိတ်တော့မယ်ရိတ်လို့သပင်လေးတွေအောက်တပင်ပြုတ်ကြတာနဲ့ဖြည့်အဲ့ဒါလေးကရှူဆိုပြီးတော့ခေါင်းအစင်ဘာလို့ကြီးလဲစပြီးတော့ရိတ်ချပြီးပေါ့ဗျာအဲ့တော့ဇာလန်လူပြောရရင်တန်ကိစ္စခလေးလေးရဲ့ခေါင်းကို၄ပုံပုံဘယ်နှပုံပုံနှာခေါင်းကြီးအလဲတဲ့မှာဟိုနောက်စိတ်အထိပါတယ်လေထချမ်းချမ်းညာဘက်နေရွက်ကနေဘယ်ဘက်နေရွက်ထိထပိုင်းပိုင်းမဒီ
လေးတောက်တောက်ချမ်းနေတာ ချမ်းပြီပါ ချမ်းလေချမ်းပိုင်းလေပိုင်းဘယ်နှပုံရအဲ့ဒါပထမတစ်ပုံမလုပ်ပြီလေစံကေတာရိတ်ချလို့ပထမတစ်ပုံစံကေတာအောက်ပြုတ်အကြအောက်ကတန်ကိစ္စလေးရဖြစ်ပြနေဖြစ်ပြမုတ်ဖြစ်ပြဆုံးဒိဋ္ဌိနဲ့ဝိသိကိစ္စအပိတိုင်းပေကသတ်သောတာပန်တိပါရကပိတ်ပါရကပွင့်အဲ့ဒါဇလန်တူတူသွားမယ်ဒုတိယသဗ္ဗေတဘုံရိတ်ချအောက်ပြုတ်ကြဒုတိယချိန်ဖြစ်ပြမြင်ပုံဆုံးတက္ကရာကံတိပါဠိအဲ့ဒါနဲ့တတိယချိန်သဗ္ဗေရိတ်ချတတိယသဗ္ဗေပုံလေးအောက်ကိုပြုတ်ကြသူလည်းပဲတတိယချိန်ဖြစ်ပြမြင်ပုံဆုံးအနာဂံတိပါတိအဲ့တော့သရုပ်တဘုံနောက်ဆုံးပုံလေးသဗ္ဗေရိတ်ချအောက်ကိုပြုတ်အကြခေါင်းပေါ်မှာသဗ္ဗေလဲလုံးဝလဲမရှိလဲမရှိသူလည်းပဲဖြစ်ပြမြင်ဖြစ်ပြမုတ်လေးချိန်လေးကဖြစ်ပြမြင်ပုံဆုံးလဲပြီးတော့ကိလေသာအမိုက်တိုက်တွေအကုန်ဖယ်လဲပြီးလဲပြီးတော့နိဗ္ဗာန်ပေါင်ကန်းဝင်လို့အဲ့ဒီမှာလေးမဲ့လေးဖို့ဆိုင်ယဟန္တာဖြစ်ပြီဘာဖြစ်ပြီလဲဘယ်နဲ့နဲ့ဘယ်နဲ့နဲ့အဲ့ဒီတော့မှဗါတယ်လေသင်္ကန်းလေးပတ်ပေးလိုက်တော့အဲ့ဒီမှာတန်ကိစ္စတာမဏိဒီလိုပေါ်လာတာဟုတ်ပြီလားဘယ်နဲ့နဲ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားရဲ့ထံတော်ဘာကိုသာဝတိပြည်မြို့တွေကအမျိုးကောင်းသား30ယူကောင်းသားဘယ်လောက်30လာပြီးတော့သင်္ကန်းစီတယ်မြတ်စွာဘုရားလည်းသင်္ကန်းလေးပါလေစီပေးလိုက်တယ်30ဆိုတာ3ချိန်စာထဲမှာတော့ပါတယ်လေ3ချိန်ယောဂီတို့နားလည်အောင်ပါတယ်လေ30လို့30နဲ့3ချိန်ကပါတယ်တူတူပဲတစ်ချိန်ကိုတရားစီကိုအဲ့ဒါလေးသိကိုရမယ်ဟုတ်တယ်မလားကိုကဘယ်နှချိန်3ချိန်ဆိုတော့အမျိုးကောင်းသားဘယ်လောက်ဘုရားထံပါလာလို့သင်္ကန်းလာစီးတာအဲ့ဒါနဲ့မြတ်စွာဘုရားလည်းသင်္ကန်းလေးစီးပေးအဲ့ဒါနဲ့ယဟန်30ယဟန်ဘယ်လောက်30အဲ့ဒါနဲ့ယဟန်30မြတ်စွာဘုရားထံတော်ဘာမှာသင်္ကန်းလေးစီးလဲပြီးလဲပြီးရောတည်တင်တည်လိုက်တဲ့စာပေလေးသင်ကြလဲပြီးလဲပြီးရောဗျာတရားဓမ္မအားထုတ်မယ်သိတဲ့အတိုင်းကျင့်တော်မယ်သိတဲ့အတိုင်းပါတယ်လေအဲ့ဒီလိုနဲ့စိတ်ဉာဏ်အရသွားမယ်ဆိုပြီးတော့မြတ်စွာဘုရားထံကိုခွင့်တောင်းအဲ့ဒီမှာမြတ်စွာဘုရားလည်းသွားစိတ်ဉာဏ်အရသွားပြီးတော့ယဟန်တို့တရားကျင့်သိတဲ့အတိုင်းမလုပ်မလဲကျင့်ဒါပေမဲ့မသွားသေးခင်မှာတဲ့ရှင်သာရိပုတ္တရာကိုသွားနှုတ်ဆက်လိုက်ပါဦးတဲ့မြတ်စွာဘုရားကခွင့်တော်ခွင့်ပြုတယ်ဘဒုထံသွားခိုင်းနေတာလေအဲ့ဒါနဲ့ဆိုတော့အမျိုးကောင်းသား30ကနေသင်္ကန်းစီလာတဲ့ယဟန်30ရှင်သာရိပုတ္တရာထံရောက်လာပြီရှင်သာရိပုတ္တရာကိုလျှောက်ထားပြီပေါ့တပည့်တော်တို့တော့သုံးလောကထောတာတပည့်ညုဂေါတမမြတ်စွာဘုရားကိုလျှောက်ထားခွင့်တောင်းပြီးပါပြီစိတ်ဉာဏ်ရာအရက်သွားပြီးတော့တရားအားထုတ်မလို့ပါဒါပေမဲ့သွားကန်ဒီလေးအရှင်ဘုရားကိုလာပြီးတော့ကြောပါဆိုလို့လာကြောတာအဲ့ဒီချိန်မှာရှင်သာရိပုတ္တရာစဉ်းစားတယ်ဒီသာသနာကြီးရဲ့အကြီးဆုံးပါမြတ်ဗုဒ္ဓအဲ့တော့အကြီးဆုံးဖြစ်တဲ့မြတ်ဗုဒ္ဓကခွင့်ပြုပြီးကမှငါထံလွတ်လိုက်တာအကြောင်းတစ်ခုခုတော့ရှိမယ်ကဲဆိုကြပါစို့အိမ်လေးမှာအဖေနဲ့အမေမိဘဘယ်နှပါနှစ်ပါးရှိတယ်ကလေးတယောက်ကအဖေကိုပိုင်တော့အဖေကိုပြောမယ်ပေါ့ဟုတ်ပြီလားသူကဘယ်သူပိုင်တာလဲအဖေကိုပိုင်တာမိန်းကလေးတွေပိုင်တာများတယ်သမီးမိန်းကလေးတွေဟုတ်ပြီလားအဲ့ဒါနဲ့သမီးမိန်းကလေးတွေကအဖေကိုဘာလုပ်ပြီလဲပြောပြီအဖေသမီးဒီနေ့တော့ရုပ်ရှင်သွားကြည့်ဦးမယ်အဲ့တော့အဖေဖြစ်သူကလည်းသွားသမီးဒါပေမဲ့သွားကန်နေကြရင်တော့နေ့အဖေကိုသွားပြောလိုက်ဦးအိမ်တိန်လုံးရဲ့အိမ်တော်ဦးစီးဖခင်ကြီးကဘာလုပ်ပြီးသားခွင့်ပြုပြီးသားဒါသူအမေထံထွက်လိုက်တာဗါတဲ့လေအကြောင်းရှိတာပေါ့အဲ့တော့မှဗါတဲ့လေခလေးလေးကသွားကန်နေကြတော့သူ့အမေရှိသွားပြီအမေအဖေပြောပြီးသားရုပ်ရှင်သွားကြည့်မလို့အဖေကပွားတဲ့သွားကန်ကြီးလေအမေကိုလည်းပြောကောင်းဆိုလာပြောတာ
အဲ့တော့မှအမေကြီးတို့ကလည်းစဉ်းစားတယ်။အော်အိမ်တော်ဦးစီးခွင့်ပြုပြီးပြီ။ငါထပ်လွတ်လိုက်တာအကြောင်းရှိမယ်။ဒါဟာရုပ်ရှင်ယုံဖို့မဟုတ်ဘူးပြီးဖို့ဖြစ်မယ်။အဲ့တော့မှအမေကြီးတို့ကဘာထုတ်ပေးလိုက်။ဘုန်းကြီးတို့ရှင်းလား။ရှင်းပါတယ်ဗျာ။အခုလည်းတော့မြတ်စွာဘုရားဘာလုပ်လိုက်ပြီလဲ။ခွင့်ပြုပြီးသားကြီးငါထပ်လွတ်လိုက်တာဗါတဲ့လေ။အကြောင်းရှိမယ်ဆိုပြီးတော့ရှင်သာရိပုတ္တရာအဲ့ဒီယဟန်အပါ30ရဲ့အိုးစိတ်ငြိမ်နဲ့တော်တဲ့ရောက်ရင်ဘာဖြစ်မလဲဆိုတာကိုကြိုပြီးတော့ကြည့်လိုက်တာတော်တဲ့ရောက်ရင်အဲ့ယဟန်အပါ30ဒုက္ခရောက်ဩဒီအရေးဖြေရှင်းဖို့ငါတန်လွတ်လိုက်တာပဲအဲ့တော့ငါဖြေရှင်းဖို့အတွက်တန်ကိစ္စလေးထည့်လိုက်တယ်ဒါပေမဲ့ဒီတန်ကိစ္စလေးလေးမဲ့လေးဖို့စိုက်နေတာဒီယဟန်အပါ30ဟာအဲ့တော့မှရှင်သာရိပုတ္တရာကကဲအရှင်ဘုရားတို့သွားမယ်ဆိုရင်လည်းသွားကိုရင်လေးတော့ခေါ်သွားအဲ့တော့ယဟန်ပါ30ရာလည်းပြန်လျှောက်တယ်တပည့်တော်တို့ကတဲ့တောထဲသွားပြီးတော့တရားအားထုတ်မှာအပ္ပကိသောစကိစ္စနည်းအောင်သွားမှာပါဗျာတဲ့ဒီကိုရင်သေးသေးလေးပါနေသူ့အတွက်နဲ့ပလီဘောဓာကိစ္စတွေများပြီးတော့တရားအမထုတ်ရဖြစ်ပါမယ်ခေါ်မသွားပါရစေနဲ့ကိုကြီးလေးကလည်းလိုက်ချင်ကိုကြီးလေးကလည်းဗါတယ်လက်ရှင်သာရိပုတ္တရာလက်ကိုပြီးတော့ခေါ်သွားခိုင်းအောင်ဗါတယ်လေပြောခိုင်းသူကလည်းဘာလို့ရှင်လဲခလေးဆိုတော့ဗါတယ်လေသူများတန့်ငနေဆိုအဲ့ကမှရှင်သာရိပုတ္တရာကိုရင်လေးအတွက်နဲ့ဒုက္ခမရောက်စေရပါဘူးတကယ်လည်းတောထဲမှာဒုက္ခရောက်ခဲ့ရင်တော့ကိုရင်လေးကရှင်းပေးမှာခေါ်သွားလိုက်စမ်းပါလက်ကြီးမြောက်ဆိုတော့မငင်းတာတော့ကဲကိုရင်လေးလိုက်ချင်လေလိုက်တယ်ဆိုတော့သူဘာဖြစ်သွားပြီလဲပြောသွားပြီတပည့်လေးတွေတေကန်းလေးတွေယူလဲပြီးရောရအပါ30ကရှေးကသူကဝါမဝင်ခင်လေးပန်းဝင်ခင်လေးစပြီးတော့စိတ်ညင်ရအရက်ကိုမလုပ်ပြီလေသွားပြီဝါလာကင်းလို့တရင်ကျွရင်နော်တာဝတိပြည်မွန်ဇေတဝန်ကျောင်းတော်ကြီးကိုယဟန်အပါ30နဲ့ကိုရင်လေးမလုပ်ခဲ့ရမှာလေပြန်လာရမှာဟုတ်တယ်မလားအဲ့ဒါကြောင့်ရှင်သာရိပုတ္တရာကသူ့တပည့်ကိုမှာလိုက်တာတန်ကိစ္စသာမဏေလေးဝါလာကင်းလို့တရင်ကျွလို့တာဝတိပြည်မဇေတဝန်ကျောင်းတော်ကြီးကိုပြန်ခဲ့ရင်တော့အပြန်လန်းလေးလှပါစေ။ဘာလန်းလေးလှပါ။စိတ်ချပါဖရာ။ဗါလဲလေစိတ်ချပါဖရာ။တရားရေးပြီးရောအပြန်လန်းတော့လှရင်လားမလှရင်ဟုတ်တယ်မလားတော်တော်ဆိုသွားဟဲ့။အိုးအိမ်မှာလည်းဒီတိုင်းပဲလीစောစောကရုပ်ရှင်ကြီးပဲခလီရုပ်ရှင်ကြီးကိုပတ်စံထုတ်ကြလိုက်တော့ဘာလို့တော့မှလဲသွားပြီဆိုတဲ့နောက်ကဘာလို့ပါသေးရလဲမှားလိုက်ရသေးတာဟုတ်တယ်မလားသွားလာတာလို့ပြန်လာပြောတာမဆောင်သမီးသွားရင်လေကောင်းကောင်းသွားပြန်ရင်လေကောင်းကောင်းပြန်လာခဲ့ဒီလိုမမှားဘူးလားအဲ့ဒါဒီမှာရှင်သာရိပုတ္တရာသူ့တပည့်လေးကိုဘာလုပ်နေတာလဲမှားနေတာရှင်သာရိပုတ္တရာကဥပိ္ပဒေဆရာနော်တန်ကိစ္စတာမဏေလေးရဟုတ်တယ်မလားဥပိ္ပဒေဆရာဆိုတော့လောကမှာအဖေလိုပဲဘာလို့ပဲလဲဘုန်းကြီးတို့လည်းပါတယ်လေငငယ်ရရှိခဲ့တော့ဥပိ္ပဒေဆရာဆိုတော့မရှိဘူးလားလောကရဲ့အဖေအမေကလောကမှာကြံခဲ့ပြီဥပိ္ပဒေဆရာကိုယ့်ရဲ့ဘာပဲလဲဖေးမေပဲလူလာသူရှိရတောင်းပါတာသင်္ကန်းလိုပေးဖို့တောင်းပါတယ်ဘယ်လိုပတ်သက်ပေးဖို့တောင်းမှများတော့သားအဖြစ်ကဆွန့်လွတ်လိုက်တာသွားဘယ်တော့မှကြောင်းကြမှာတော့ဒါပေမဲ့ဘုန်းကြီးတို့ယောဂန်ရဲ့နဲ့အောင်မြင်သွားတော့တွေ့လားအဲ့ဒါငါပါမဲအော်တာသမီအောင်မြင်ကိုပေါ်ပြီးတော့ဂုံယူတတ်တာဘာလို့လဲဘုန်းကြီးပြည့်ရှင်းလားအဲ့တော့မှဗါတယ်လေပြန်လာပြီအဲ့တော့ရှင်သာရိပုတ္တရာကြီးကမမားရလားမားရလားအဲ့ဒါရှင်သာရိပုတ္တရာကြီးရှင်ဘက်ကမှားလိုက်တာပေါ့တန်ခိစ္စသာမဏေလေးဝါလာကင်းလို့တရင်ကျွလို့တာဝတိပြည်ဇေတဝန်ကျောင်းတော်ကြီးကိုပြန်လာခဲ့ရင်အပြန်လန်းလေလှပါစေတဲ့
တဲ့တာကိစ္စတွေလည်းပြပြောတာပေါ့စိတ်ချပါနေစရာတဲ့ဒါနဲ့ပဲမဖြစ်ပြီလေသွားပြီယဟန်အပါသုံးတရားကိုရင်လေးကပါတယ်လေနောက်ကတခါကိုရင်လေးဆိုတော့လူကြီးခြေလမ်းပြအောင်ဘာလို့ရတာလဲပြေးတကရှောက်တယ်လေသူတို့သွားရတာမဟုတ်ပြီလားဒီလိုနဲ့သွားလိုက်တာတဲ့အင်ကြီးတစ်ထောင်ရှိတဲ့ရွာကြီးကိုရောက်အဲ့ဒါနဲ့အင်ကြီးတစ်ထောင်ရှိတဲ့ရွာကလူတွေကကြွလာတဲ့တန်ဃာတော်တွေကိုမေးမြန်းလျှောက်ထားတာပေါ့အရှင်ဘုရားတို့ဘယ်ရဘယ်ဌာနသွားကြမှာတော့အဲ့တော့ဒီမှာအကြီးဆုံးမထေရပြောတာပေါ့တို့ဒီစိတ်ဉာဏ်ရအရက်ရှာတာကွယ်တရားဓမ္မအားထုတ်ဖို့တဝါတွင်လောက်ဟုတ်ပြီလားအဲ့ဒါနဲ့အင်ကြီးတစ်ထောင်ရွာလူတွေကဝိုင်းပြီးလျှောက်တယ်တပည့်တော်တို့ရဲ့ရွာရဲ့နောက်ကျောမှာစမ်းကြောင်းလေးရှိအဲ့စမ်းကြောင်းလေးဖြတ်ပြီးတာနဲ့အဲ့စမ်းကြောင်းဘေးမှာတောင်ကြီးတစ်တောင်ရှိတယ်အမတန်မှစိတ်နေတာတရားအထုတ်လို့ကောင်းတယ်ရေတွေလည်းမပူပါဘူးဘာရှိတာလဲစမ်းစွန်းတွေလည်းမပူနဲ့တပည့်တော်တို့ရွာတစ်ရွာလုံးစွန်းပါလို့လေလောင်းလူပေးမယ်ဒါနဲ့မထေရကဲအလင်းသိပြီဆိုတော့ကဲအဲ့တောင်ပေါ်သွားမယ်ဒါနဲ့အင်ကြီးတစ်တောင်ရှိတယ်ရွာသူရွာသားတပားကြောင်းလေးစမ်းကြောင်းပေးရတောင်ပေါ်မှာဘာလို့လိုက်ပြီလဲဆောက်ပေးလိုက်ပြီကြောင်းပေါင်း30နဲ့တကြောင်မသူ့တို့လည်းတကြောင်ပါလေနော်သူ့တို့လည်းဘယ်နှကြောင်ပါလားလဲကြောင်ပေါင်းဘယ်နှကြောင်အဲ့ဒါနဲ့တပားကြောင်းလေးတွေဆောက်ပေးလိုက်ပြီဒီလိုနဲ့ပဲအများလူတဲ့ကြောင်းမှာတန်ခါ30နဲ့တပားကြောင်းလေးတွေမှာမလုပ်ပြီလေတရေသုံးဝါဆိုဝါကပ်ပြီပေါ့မနေ့မိုးလေးရင်စမ်းကြောင်းလေးဖြတ်အင်ကြီးတောင်ရှိတဲ့ရွာမှာဆုံးခံလေးကြွဆုံးခံပြီးရင်အဲ့စမ်းကြောင်းလေးပြန်ဖြတ်စမ်းကြောင်းရဲ့ဟိုဘက်ကရောက်တာနဲ့တဲပြူတဲကင်းလေးတွေအရေးရတဲ့နေရာလေးတွေမှာထိုင်အဲ့ဒီနေရာမှာပဲဆုံးပါလို့မှလည်းစားတော့ပြီးတာနဲ့စမ်းကြောင်းကရင်းနဲ့တပိတ်တွေဘာလို့မလဲဆေးပြောင်းဆေးပြီးတာနဲ့အဲ့တပိတ်ထဲကိုစောတော့စမ်းကြောင်းကရင်းတွေဘာလို့မှလဲထဲပြီးတော့ဘာလို့ပြီလဲတောင်ပေါ်တက်လောကီတို့လုံးတယ်လို့ပဲတူတူပဲစားပြီးတာနဲ့ဘာမှမလုပ်တော့ဘူးရေထက်ပြီးတော့တရားထိုင်မဲ့ဓမ္မယုံပါတယ်လေလာအဲ့ဒါနဲ့အဲ့ဒီယဟန်အပါ30နဲ့တန်ကိစ္စသာနေပြီးကောင်းပေါ်မှာဘာဖြစ်ပြီလဲတရင်သုံးပြီအဲ့လိုတရင်သုံးရင်းနဲ့မထေရကြီးဆုံးကပြောတာတို့တန်ဃာတော်တွေတဲ့တပါးတစ်ကြောင်းစီတရင်သုံးပြီးတော့တရားအထုတ်ကြမယ်တရားရအောင်ကြိုးစားမယ်လာနာကိုကရည်ရွယ်ချက်ကဘာလဲတဲ့တရားရဖို့ဘာရဖို့ရည်ရွယ်ချက်တွေမပြောက်စေနဲ့ရည်မှန်းချက်တွေမပြောက်စေနဲ့တရားအထုတ်ကြဒါပေမဲ့ဆုံးခံထွက်တဲ့တစ်ချိန်တော့စုပြီးတော့ဆုံးခံထွက်မယ်ညနေဆောင်လေးကြရင်စုပြီးတော့ဩဝါဒခံရမယ်အဲ့တော့တန်ခါစုဖို့အတွက်မထေရကြီးကျောင်းမှာကလယ်တယ်လေးတစ်လုံးထားတယ်ကလယ်တယ်လေးခောက်လိုက်တာနဲ့မထေရကြီးကျောင်းတန်ခါတွေအကုန်ပါတယ်လေစုဆုံးခံကြွကြရှိရင်ကြွဩဝါဒခံကြရှိရင်ခံဟုတ်ပြီလားအဲ့ဒီလိုနဲ့နေလာပြီလဲပြီးရောဝါဆိုဝါကပ်ဘာကပ်ပြီလဲအဲ့ဒါနဲ့ဝါဆိုဝါကပ်လဲပြီးရောဝါဆိုလာကုံဝါကောင်လာကုံတော်တလင်းလာတော့ရောက်ပြီအဲ့တော့တော်တလင်းလာရောက်ရင်များမကြခင်ဘာဖြစ်တော့မှာလဲမကြခင်တည်းကျွတ်တော့မယ်များမကြခင်ဘာဖြစ်တော့မှာလဲအဲ့ဒီလိုတရင်ကျုပ်ခန့်နေလေးလေကြာရောဗျာတန်ခါအပါ30နဲ့တပါးအင်ကြီးတောင်ကြီးတဲ့ရွာကြီးဆုံးကပတ်ကြွလဲပြီးရောစမ်းကြောင်းလေးပြန်ဖြတ်သူတို့တရင်သုံးနဲ့တောင်ပေါ်လေးမတက်သေးပဲနဲ့စမ်းကြောင်းပြီးသဲပြူကင်းလေးအရေးရှိတဲ့အောက်လေးမှာဆုံးနေထိုင်ပြီးတော့ဖုံးပေးနေတဲ့အချိန်လူတယောက်ဘာတယောက်အဲ့ဒီလူကြောင့်ပြောပြမယ်သူကသမီး2ယောက်ရှိသမီးဘယ်2ယောက်စောတော့ကဒီယဟန်ဒီအထုံးနေတဲ့တောင်ကြီးရဲ့ဒီဘက်ချမ်းကရွာမှာသမီး1ယောက်အိမ်တော်ကြတယ်
အဲ့တောင်ကြီးရဲ့ဟိုပဲချမ်းရရွာမှာသမီးတယောက်အိမ်တော်ကြတယ်အဲ့တော့ဒီအမျိုးသားကြီးဟာဒီဘက်သမီးအိမ်တလဲဟိုဘက်သမီးအိမ်တလဲအဲ့ဒီလိုပြောင်းနေတဲ့အချိန်မှာသမီးရဲ့အိမ်နေအပြောင်းအကူမှာစမ်းကြောင်းလေးနဲ့တောင်ဘာလို့ရတာလဲဖြတ်ရတယ်ခုပြရှင်းလားရှင်းပါတယ်အဲ့ဒါနဲ့ဒီဘက်သမီးအိမ်မှာနေတာကြားလာတော့ဟိုဘက်သမီးအိမ်သွားမယ်ဟိုဘက်ကမြည်တွေလည်းတတိယတယ်ဆိုပြီးတော့အဲ့ဒါဟိုဘက်ကအိမ်ကိုကူးဖို့အတွက်ပြန်အလာစမ်းကြောင်းလေးဘေးရဲ့သဲပြူတွေခင်းပြီးတော့အရေးအာဝါဒကောင်းတဲ့အောက်မှာတန်ခါ30တပါးဆုံးဖုံးနေတာလည်းတွေ့ရောအဲ့ဒီအမျိုးကောင်းသားကဖိုက်စားတဲ့အတွက်ဆုံးညံကွန်ညံလေးဘာလို့တာလဲတောင်းစားတယ်အဲ့ဒီအချိန်မှာဒီကတန်ခါတွေကလည်းဖုံးပေးလို့မပြီးသေးပဲနဲ့သူ့ကိုကျွေးမှာဖုံးပေးပြီးမှကျွေးရင်ဆုံးညံဖုံးပေးနေနေကျွေးရင်စာကျွင်းစားပါစားစားကြံစားမဟုတ်ဘူးနော်စားကြံစားဆိုတာပြီးမှပေးလိုက်တာအခုကဗါလဲလေစားနေစဉ်အတွင်းပေးတာဗါလဲလေစားကျွင်းစားပုတ်ကိုတဲ့အဲ့ဒီမျိုးကောင်းသားရဲ့နာမည်ကဘာလို့လဲစားကျွင်းစားပုတ်ကိုဘာပုတ်ကိုလဲအဲ့ဒါနဲ့ဖယတန်တန်လေးစေးလဲပြီးလဲပြီးတော့သူကဖယလေးကြိုင်တာတန်ဃာတွေကတပားကိုတဆုပ်စီလောက်ဘာလို့ပြလိုက်တာလဲထည့်ပြီးတပားတဆုပ်တော့ဘယ်နှဆုပ်မဝမှာလားဝမှာလားယောဂီတို့ကစွန့်စားတာဘယ်နှလုံးလောက်စားမနက်ပိုင်းညမှတ်တာမနက်ပိုင်းညမှတ်တာညဆိုဘုရားတော်မှာမယောမတင်49လုံးပဲစားတာလေယောဂီကြမှာအလုံးတရားစားမနေဘူးဒါလွယ်ပါတယ်49လုံးအလုံးရည်နေသွားရင်ဒီမှာကြီးတစ်လုံးတစ်လုံးကိုဒီလောက်လောက်လုံးလာအဲ့ဒီလိုနဲ့စားရွေးစားပုဂ္ဂိုလ်ကြီးရတယ်ဗါတဲ့လေခမင်းတွေပါလေစားတော့ပြီးတန်ခါတွေလည်းဆုံးပုံပြီးတော့တောင်မတက်တော့ပဲတရားအထုတ်ဟုတ်ပြီလားအဲ့ဒီလေကြာရောစားရွေးစားပုဂ္ဂိုလ်ကြီးရဟိုဘက်ကသမီးကိုမသွားသေးဘူးဒီမှာနေရင်ကောင်းမယ်အဲ့ဒါနဲ့တန်ခါတော်ကြီးရှောက်တန်ခါတော်ကြီးကလည်းကဲနေရင်လည်းနေဒါနဲ့ပဲတောင်ပေါ်သူလိုက်သွားပြီဒီလိုတောင်ပေါ်မှာတန်ခါက30ပါးတန်ခါဘယ်နှပါး30ပါးလူဟာအဲ့ဒီလိုနဲ့အဲ့တောင်ပေါ်ကြီးမှာဗါလဲလေနေကြပြီမနေ့သူဆုံးခံတွေပြန်လာသူ့ကိုလည်းပဲဗါလဲလေဆုံးနေပါလေဆုံးသူကလည်းစာတမပြန်တဲ့အဲ့ဒီလိုနေလာတာဝါလာကင်းတော့တရင်ကျွတ်ခံပြီးသွားပြီကျွတ်ကိုကျွတ်တော့မယ်ပေါ့အဲ့ဒီကျွတ်ခံပြီးလည်းကြာရောသူဟိုဘက်အိမ်ကသမီးထံသူတွားချင်လာအဲ့တော့တန်ဃာတော်တွေပြောရင်လည်းခွင့်မပြုမှာဆိုလို့တန်ဃာတော်တွေတရားအားထုတ်နေတဲ့အချိန်ဘယ်သူမှမသိရင်သူတယောက်တည်းပဲသွားပြီတောင်ကြီးကိုကြော်ပြီးသူသမီးဘာလုပ်နေလဲအဲ့ဒီမှာတော်တော်ဖြတ်ရသေးတယ်ဘာတော်လဲဒါတန်ဃာတွေသတင်းသုံးနေတဲ့တောင်အဲ့တောင်ကြီးဘာလုပ်လဲဆင်းပြီးတော့ဘာကိုဖြတ်ရအောင်မလဲအဲ့တော်ကြီးသူဖြတ်ပြီးအဲ့တော်ဖြတ်ပြီးမှသူသမီးရှိတဲ့ကျွာကိုရောက်မှာဟုတ်ပြီလားအဲ့ဒီတော်ကြီးလည်းဖြတ်ပေါ့ဗျာအဲ့ဒီတော်ထဲမှာခိုးသား900ရှိတယ်ခိုးသားဘယ်လောက်900အဲ့ဒါနဲ့ခိုးသား900သူ့တွေ့လဲတွေ့လို့ဝိုင်းဖမ်းဘာလို့ဖမ်းလဲဆိုတော့ခိုးသား900ရဲ့ခေါင်းဆောင်နာမည်ကာမဏိခိုးသား900ရဲ့ခေါင်းဆောင်ကဘာတူလဲအဲ့ဒါနဲ့ကာမဏိသဘိုးဘုကြီးကခိုးဆိုလူရဲ့တိုက်ခိုက်တာတဲ့လွယ်ပြောသူတို့စီးပွားရေးလုပ်တာအဆင်မပြေတော့တောဆောင်နဲ့တောင်ဆောင်နဲ့သူတို့သွားမေးတယ်အဲ့တော့သူတို့ကိုယ်ွယ်တဲ့တောဆောင်နဲ့တောင်ဆောင်နဲ့ကဘာပြောလဲဆိုတော့တို့တောဆောင်နဲ့တောင်ဆောင်နဲ့ကိုတဲ့ရစ်မပူဇော်လို့လုပ်ငန်းကိုင်ငန်းတွေအကုန်လုံးဖိန်ချန်ထားတာဟဲ့နတ်နဲ့နဂါဘာထင်းနေတော့အခုခေတ်လေးကြီးမတော်လို့မြတ်ကတခုခုဖြစ်လို့ဗါတယ်လေသွားမေးဗါတယ်လေသူကအဲ့တိုင်းပြောတာအဲ့တော့ပြောလို့တာကအဲ့ဒါမျိုးတွေကအစတည်းကမကိုးကွယ်ရင်ကိစ္စမရှိဘူးမပူဇော်ရင်ကိစ္စမရှိဘူးမပန်းပန်းရင်ကိစ္စမရှိဘူးအစရှိပြီဆိုတော့ဘာလုပ်ရမှာလဲလုပ်ပေးရတော့မှာဟုတ်တယ်မလားအဲ့ဒါနဲ့တို့ကိုရစ်မပူဇော်လို့တဲ့စီးပွားလက်လာပါတွေမရအောင်ထိန်ချပိတ်ဆို့လုပ်တာတို့ရစ်ပူဇော်တာနေ
စီးပွားတွေဗါတဲ့လေပြန်ဖွင့်ပေးမယ်ဟဲ့အဲဒီကခိုးသား900ခေါင်းဆောင်ကာမနီကြီးနဲ့ခိုးသား900နဲ့ဗါတဲ့ပြန်ပြီးတော့ဗါတဲ့တောင်းပန်ရတာပေါ့အမိုင်မဲလေးမလို့ခွန်းလို့ပါဗါတဲ့လေ ပိုင်မဲလေးကိုလို့ အေးအဲ့ဒါဘုန်းကြီးပြောဦးမယ်တခါတည်းကတွေ့ဘူးတယ်အဲ့တော့တော့တဲ့ဘေးမှာပဲအဖိုးကြီးတယောက်ဗါတဲ့လေအဲ့လိုတောင်းပန်နေတာအမိုင်မဲလေးမလို့ခွန်းလို့ပါသူ့ကြီးတော့အသက်က80လောက်ပြီသူ့ကြီးတော့အသက်ကဘယ်လောက်ပြီလဲအဲ့ဒါတော့ဘယ်လိုပြောနေလဲဒီငယ်ငယ်ရွယ်ရွယ်ဘလို့မိုင်မဲတာထားပါတော့သူ့အသက်ကဘယ်လောက်လဲကဲအဲ့ဒါနဲ့ခိုးသားဘယ်လောက်လဲ900ခေါင်းဆောင်ကဘယ်လိုလဲကာမဏီအဲ့ဒါနဲ့အမိုင်မဲလေးဘလို့ခွန်းလို့ပါတဲ့ဒီရပိုင်းနဲ့လာတဲ့လူဖမ်းပြီးတော့လေဝင်းကိုဓာတ်နဲ့လီလေချောင်းဝေးဖောက်ရစ်ပူတော်ပေးပါမယ်အဲ့ဒါနဲ့တောတော်တော်တန်သောနိုင်ကလည်းဟေးဂရီတော်ဒီပါစေဗါလေလေဂရီတော်ဒီဆိုဒီနေ့ပြောတာမရှိကွာဟိခံနေတာဘာခံနေတာလဲဟေးဂရီတော်ဒီပါစေနန်းနဲ့လည်းကလေသားရင်ပို့ဆိုးမယ်ဟေးခဲချောက်တာဘာချောက်တာလဲအိုးဘုကြီးကလည်းဓာတ်ခန့်ရောက်တော့နတ်တန်နဲ့ပြောရတာတမန်ကြီးကလောတာမလွယ်ဘူးဘယင်ကရောက်တော့နန်းတွင်တော့ဘာဘယင်ဘုန်းကြီးတို့မသုံးတာတတန်ပဲရှိတယ်တတောင်းသားအတန်တတောင်းသားကရောက်ရင်တော့ရိုးရိုးပဲပြောတယ်ဘယ်တော့မှတတောင်းသားတန်မလို့ကျန်တဲ့ခန့်တော့ဗါလေတတန်လို့သရုပ်တူတော်သွားနေရတယ်ဟုတ်ပြီလားအဲ့တော့ဒါပါလေခိုးသား900ဘာမဲမဲကြီးမစတဲ့လူကြီးတို့ခိုးသား900လို့မှခွန်9လုံးစထားတာခေါ်မတဲ့လုံးလေတစ်လုံး100 တဘာဝကြကြချာတယ်ဒီမှာရဟအပါ30မလားတစ်လုံး30လုံးနဲ့ဟုတ်ပြီလား30နောက်ပိုင်းရခွက်ကဖြီးရမှာမလို့အခုမလို့ပုံကားတာဟုတ်ပြီလားဒါကိုရင်လေးတပါဒါစားခြင်းသောပုဂ္ဂိုလ်လူတရားဘုရားပြည့်ရှင်းလားနောက်ပိုင်းရအဲ့ခွက်ကိုဘာလို့တော့မှလဲဖြန့်မှာမလို့လူအဲ့လိုထပ်ထားတာအောက်မှာရှုပ်နေလို့ပေါ်တင်တာမဟုတ်ဘူးအဲ့ခိုးသားဘယ်လောက်ခေါင်းဆောင်ကကာမဏီခေါင်းဆောင်ကဘူတဲ့လို့ခေါင်းဆောင်ကဘာလုပ်လဲကာမဏီခေါင်းဆောင်ကဘာလုပ်လဲကာမဏီခေါင်းဆောင်နဲ့ခိုးသား900ဒါကစားခြင်းသာပုဂ္ဂိုလ်ဒါကယဟန်30ဒါကတာကိစ္စတာမဏိလေးယဟန်တာဖြစ်ပြီးသားဟုတ်တယ်မလားအဲ့ဒါနဲ့အမျိုးကောင်းသားစားခြင်းသာပုဂ္ဂိုလ်ကြီးတန်ဃာတွေမသိအောင်တောင်းအောင်စီတော့ဘာလုပ်မလဲခိုးသား900နဲ့တွေ့ဝိုင်းဖန်တော့မိသွားမိလို့တော့သူကမေးတာပေါ့ကာမဏီတခိုးဘိုလ်ကြီးနဲ့ခိုးသား900ကျုပ်ကဘာလို့ဖမ်းတာလဲဘာလို့ဖမ်းတာလဲလို့မလို့လဲတမလို့ဘာလဲတတ်တာတော့ဟုတ်ပါပြီတတ်ပြီးဘာလို့ပူလဲအတတ်ပြီးဘာလို့ရမလဲလေချောင်းသိပေါက်ပြီးတော့ကျုပ်တို့ရစ်ပူစော်မလို့ကျုပ်တို့ရစ်ပူစော်လို့အဲ့ဒီတောသူကိုးကွယ်တဲ့တောဆောင်နဲ့တောင်းတောင်းကကျုပ်တို့ရဲ့စီးပွားရေးတွေကိုပိတ်ပင်ထားတာအဲ့တော့ကျုပ်တို့ဘာလို့ပူလဲရစ်ပူစော်ကိုအဲ့ဒီကြောင့်သူကဘာပြောဟာအဲ့ဒါဆိုခိုးသား900နဲ့ခေါင်းတော်ကြီးကာမဏီမှားပြီကျုပ်ကသူများပေးမှကမ်းမှစားရတယ်စားခြင်းစားတထောင်စားသူကြီးတဲ့အဲ့နတ်ကြီးမကြိုက်ဘူးတဲ့လူငယ်ပေါ်နေဆက်တာကျုပ်ကသူများပေးမှကမ်းမှဘာလို့ပါလဲစားရတော့ရတယ်တဲ့နေကြတယ်တွေးဆိုတော့တခိုးပူကြီးနဲ့တခိုးတို့ကိုးွယ်တဲ့တောင်ကတောင်ဆောင်တဲ့တောဆောင်နဲ့ကြီးမကြိုက်တော့ဘူးတဲ့ကျုပ်ကိုပြန်လုပ်ပေးပါတယ်မလုပ်ဘူးကျုပ်ပြောပြမယ်တဲ့သူတော်ကောင်းကိုကြီးအများကြီးပဲရှိတယ်တဲ့ရာနေတော့ယေသူရှင်ကိုယေရှုတော်မှာသူ
သူ့အသက်လူကြီးအတွက်ဘာလို့လဲကလေးကြီးလို့ဘာလို့တော့မလဲကျုပ်ရဲ့သွေးကဘာလဲလေနေကြတဲ့သွေးရုံညံ့တဲ့သွေးကျုပ်ကသူများကျွေးမှာဘာလို့ရတာလဲစားရတာအဲ့တော့နေကြတဲ့သွေးရုံညံ့တဲ့သွေးဆိုတော့တောဆောင်နဲ့တောင်ဆောင်နိုင်ကကြိုက်မှာမဟုတ်ဘူးတဲ့ဘူတော်ကောင်းသွေးအများကြီးပဲရှိတယ်အဲ့ဒါကျုပ်လိုက်ရမယ်အဲ့ဒါကိုသား900ကမယုံဘူးရှိရကွာတို့နောက်ကလိုက်ခဲ့အဲ့ဒါနဲ့ကိုသား900ကိုယဟန်နေတရားအားထုတ်နေတဲ့တောင်ပေါ်ဘာလုပ်ခဲ့ပြီခေါ်ခဲ့ပြီတောင်ပေါ်နဲ့ကြာရောဗျာတန်ခါတဘာမှမတွေ့တန်ခါဘာလဲလေဘာမှမတွေ့လဲမတွေ့အမကိုသား900ရဲ့ခေါင်းဆောင်ကာမဏီကြီးကဓာတ်ဆွတ်ထုတ်ပြီးတော့လေဘိတ်ဓာတ်နဲ့ထောက်တော့တာပဲကလေးကြီးမလုပ်နဲ့ဘာမလုပ်နဲ့လေမင်းပြောတော့သူတော်ကောင်းကိုယ်တွေတောင်ပေါ်မှာရှိတယ်ဆိုအခုဘယ်မှာတော့သိချစမ်းပါဒီတောင်ပေါ်ရဲ့စနဲ့ချက်ကျုပ်သိတယ်သိတာချများမကြခင်တွေ့ရသူကအဲ့ဒီမှာနေလာတာဗါတဲ့လေကြာခဲ့တော့တန်ဃာတွေစုဝေးဘာခောက်ပါလဲကလေးတဲ့ခောက်ပါသူသိနေတယ်လေဟုတ်တယ်မလားအဲ့ဒါနဲ့သူဗါတဲ့လေကလေးတဲ့ရှိရဘာလုပ်ပြီးလဲသွားပြီကလေးတဲ့ဘာလုပ်လိုက်ပြီလဲကလေးတဲ့လည်းခောက်တန်ကြောင်တန်ဃာတွေဗါတဲ့လေတရားအားထုတ်ရကနေဘာလုပ်လာပြီလဲစုလာပြီဗောစောစောကမတွေ့ဘူးဆိုတာဘာလုပ်နေလို့တရားအားထုတ်နေလို့ဟုတ်တယ်မလားအခုလေကြောင်ကလေးတဲ့ခောက်တန်တဲ့ကြောင်ဗါတဲ့လေတွေ့ပြီဗောဗျာအဲ့တော့မှတခါလေသူကပြောတာကျုပ်ပြောတယ်သူတော်ကောင်းဆိုတာအဲ့ဒါကြီးလေ30နဲ့မှတယောက်တော့အဲ့တော့ကျုပ်ကဗါတဲ့လေလို့ပြီခင်ဗျားတို့စိတ်ချက်ခေါ်တော့ဒါနဲ့သူဘာဖြစ်သွားပြီလဲလို့အဲ့ဒီတော့မှခိုးသွားဘလောက်900ကောင်းတော်ကအဲ့ဒါနဲ့ကာမရီကောင်းတော်ကြီးကိုရှေ့ဆုံးကမထေကြီးကမေးဘယ်သူကမေးပြီလဲယဟန်အပဘလောက်30နောက်ကကိုရင်လေးနောက်ကဗါလေဒီဘက်မှာခိုးသား900ကောင်းတော်ကကာမရီကောင်းတော်ကြီးကိုမေးဒီဘက်ကထိတ်ဆုံးအကြီးဆုံးမထေရမေးတာပဲတန်ဃာမှာဆိုတာဝါစင်လိုက်ဘာလို့ရတာလဲထိရသိရတာဟုတ်တယ်မလားအဲ့တော့အကြီးဆုံးမထေရဘာလို့ပြီလဲမေးပြီဒါကိုစိတ်ဝင်စားတော့နဲ့ဟိုဘက်ဆောင်ကြည့်လိုက်ဒီဘက်ဆောင်ကြည့်လိုက်အဲ့ဒါဘယ်လိုလဲဒီအရေးဖြေရှင်းဖို့သူ့ထည့်လိုက်တာမလားတော်တဲ့ရောက်ရင်ဘာဖြစ်တော့မှာလဲဒုက္ခရောက်တော့မယ်ဆိုတော့ရှင်သာရိပုတ္တရာသိလို့ဘာလုပ်လိုက်တာလဲထည့်လိုက်တာဟုတ်တယ်မလားအဲ့ဒါဆိုနောက်ကလေးမှာပဲနေကိုကြည့်လိုက်ဒီကြည့်လိုက်ဘာတွေများဖြစ်လဲပေါ့ဆက်စုနေတာဘာလို့လဲရှင်းမှာမထေကြီးနဲ့ကာမဏီနဲ့ဘာလို့ပြီလဲမေးတာစမ်းရပြီပေါ့ကိုသား900နဲ့ကိုသား900ရဲ့ခေါင်းဆောင်ကြီးကျုပ်တို့တောင်ပေါ်ကိုဟိုအမျိုးသားလူလေးလမ်းပြပြီးတော့ရောက်လာတာဘယ်ရေးဘယ်ကြောင်းတော့ပြောစမ်းပါအဲ့တော့မှကာမဏီတခုဝကြီးကပြောတာကျုပ်တို့တောဆောင်နဲ့တောင်ဆောင်နဲ့ကရစ်ပူဇော်မှဖြစ်မယ်ဆိုလို့အဲ့ဒါလူတယောက်အမြန်လို့ရှိတယ်စောစောကအမျိုးကောင်းကလူလေးကသူ့ရဲ့မျိုးရိုးသူ့ရဲ့သွေးကရုံညံ့တဲ့သွေးနေကြတဲ့သွေးဖြစ်တဲ့အတွက်နတ်ကမကြိုက်ဘူးအဲ့တော့သူတော်ကောင်းသွေးလူချင်းလို့လာတာအဲ့တော့အရှင်ဘုရားတို့ထဲကတပါးပါတယ်လေဟုတ်ကဲ့အဲ့တော့မှမထေရကျန်တဲ့တန်ခါအဲ့တော့ကျန်တဲ့တန်ခါဆိုတော့ယဟန်29ပါးကိုရင်လေးဟာအဲ့တော့မှမထေရနောက်လှည့်ပြီးတော့ကျန်တဲ့တန်ခါတွေကိုသူပြောတာကဲအရှင်ဘုရားတို့ဘာပဲဖြစ်ဖြစ်တရားဓမ္မငြိမ်းငြိမ်းချမ်းချမ်းအားထုတ်ဒီအရေးကမလိုက်လို့လေမရတဲ့အတွက်တပည့်တော်မထေရလိုက်သွားမယ်ဒီအဖွဲ့မှာတပည့်တော်ကအကြီးဆုံးဆိုတော့တပည့်တော်ဗါတဲ့လေလိုက်သွားမယ်အရှင်ဘုရားတို့စိတ်ငြိမ်းသွားအားထုတ်ပြီးတော့ဝါလာကင်းလို့သရင်ကျွတ်ရင်တာဝိတ္တိဇေဒဝန်ကျောင်းတော်ကြီးသာပြန်ကြွားတပည့်တော်လိုက်သွားပြီးတော့ဇီဝိတံဘောအသက်ဘာလို့တော့မလဲလူမယ်အဲ့ဒီလိုမထေရထွက်လဲပြောရောနောက်ထပ်ဒုတိယမထေရထပ်ထွက်လာတယ်အဖွဲတစ်ဖွဲမှာတဲ့အကြီးဆုံးကဖခင်ဆိုရင်ဖခင်ရှိမှဖြစ်မယ်
ဒုတိယအကြီးဆုံးကအကိုကြီးနေရတဲ့အတွက်ဒီအရေးဒုတိယအကြီးဆုံးဖြစ်တဲ့တပည့်တော်ပဲလိုက်ပါမယ်ဖခင်နဲ့တူတဲ့အကြီးဆုံးကြီးကြံခဲ့ပါအဲ့ဒါနောက်တက်တိရပါတယ်လေအဲ့ဒါနဲ့ဗျာလွယ်လွယ်ပြောရရင်တော့တယောက်ယောက်လိုက်မှတပါးပါးလိုက်မှပြီးမဲ့ရေးဆိုတော့ရဟန်းအပါ30သူလိုက်မယ်ငါလိုက်မယ်သူလိုက်မယ်အဲ့လိုဖြစ်နေတဲ့အချိန်ကိုကြီးလေးသေးသေးလေးပါတယ်လေပြေးထွက်လာလဲပြီးရောဒီနားလေးမှာတောင်ကုန်းလေးရှိတယ်ဘာကုန်းလေးရှိတာလဲတောင်ကုန်းလေးလုံးလိုက်ဦးမယ်ဒါတောင်ကုန်းလေးဒါဘာကုန်းလေးလဲအဲ့ဒီတောင်ကုန်းလေးကိုသူပြစ်တက်ပြီးတော့ကာမဏီကြီးကိုပြောတာကာမဏီသဘောကိုကြီးရေတယောက်ပဲလို့ကျင်တာမလားတဲ့ကျုပ်လိုက်တယ်သူလိုက်ပါလေကျုပ်လိုက်တယ်တဲ့ကျုပ်ကိုသာခေါ်သွားတယ်အဲ့တော့ကဒီကအပါ30တဲ့ပတိကြီးကကိုရင်လေးရဲ့မလုပ်ပါနဲ့မလိုက်ပါနဲ့ဝါလာကင်းလို့တတိပြုလို့တပိတော်တို့ဇေဒဝင်ကြောင်းပြန်ရင်အရှင်ဘုရားရဲ့ခြေစရာရှင်သာရိပုတ္တရာကကိုရင်လေးဘယ်မှာကြံခဲ့တယ်လို့မေးရင်တပိတော်တို့အပြေခတ်ပါမယ်မလိုက်ပါနဲ့လူကြီးတွေကိစ္စခလေးပါတယ်လေသူကလည်းမရအရှင်ဘုရားတို့ကအိုးဘာဝတိကြီးဇေဒဝင်ကြောင်းမှာထေရယာရှင်သာရိပုတ္တရာဒီကိုရင်လေးခေါ်သွားလို့ပြောတော့ကအရှင်ဘုရားတို့ကရှုပ်တယ်ဆိုအဲ့တော့တပည့်တော်ကြောင့်အရှင်ဘုရားတို့ရှုပ်နေမဲ့သူတပည့်တော်ဗါတယ်လေလိုက်သွားမယ်ဒီပတိကြီးတယ်ဗါတယ်လေမလိုက်တဲ့နောက်ဆုံးကျသူဗါပြီလေလိုက်ဖို့လိုက်သွားတော့မေအဲ့ဒီလိုဆုံးပြခြင်းချလဲပြီးရောကာမဏိတကိုးကိုကြီးလက်ဆွဲပြီးတော့သွားပြီပေါ့အဲ့ဒီလေကြာရောအဲ့ဒီတောင်ကုန်းကြီးတကုန်းလုံးပေါ်မှာဗျာကိုရင်လေးတန်ကိစ္စတာမဏေလေးအတွက်ဝမ်းနဲ့ပတ်လက်ဖြစ်ပြီးတော့ရာအပါ30မျက်ရည်တွေဖြိုင်ကြလို့ကြံခဲ့ရပြီပေါ့ကိုရင်လေးကတော့ဗာဖြစ်ပြီလေသွားပြီဗျာလာသွားမယ်ကာမဏိလက်ဆွဲပြီးလို့ तू ကအရင်ခေါ်သွားတာဘယ်မှာမှချင်တယ်လားပြောတယ် तू ကသေဖို့ဗာဖြစ်နေပြီလေစင်းနေဖြစ်နေပြီသေဖို့ तू ကဗာလဲလေဘုန်းကြီးတို့ယောဂီတို့ကဒါသူကဘာဖြစ်နေပြီလဲစင်းနေဖြစ်နေပြီသူ့ရဲ့တံ္ဍရာအပြန်လဲဘာဖြစ်နေပြီလဲလှနေပြီဟုတ်ပြီလားအဲ့ဒါနဲ့သူကလည်းကွာနေတယ်အဲ့ဒါကာမဏိနဲ့ကုသ900လဲပါတယ်မိုက်ခေါ်သွားပြီဒါနဲ့တစ်ပင်တစ်ပင်မှာတော့တစ်ပင်မှာဘာလုပ်ပြီလဲတုတ်ထားပြီးတော့အဲ့ဒီမှာခိုးသား900တွေကခေါင်းတော်ကဘာလုပ်လဲကာမဏိကျန်တဲ့တပည့်တွေကနောက်ကကာမဏိတယောက်တည်းရှေ့ထွက်သွားတာအဲ့ဒီတစ်ပင်မှာတုတ်ထားတဲ့တန်ကိစ္စတာမဏိရဲ့လေဘင်းကိုဘာလုပ်မှာတန်ဘယ်ကိုပိုင်းရမှာတော့လီးမှာဘာလဲလေဒီကလည်းပြောလိုက်တဆုံးလီးမှာဘာလဲအဲ့ဒါနဲ့ကာမဏိတခိုးကိုကြီးတဲ့အိမ်လေးကထောက်ပါလေထောက်အောက်မှာတွေးသေးတာမှတ်တာရစ်ပူတယ်ဆိုတာတစ်ချက်တည်းပြတ်တာတစ်ချက်တည်းမပြတ်ရင်မရဘူးအဲသူတို့ရဲ့အဋ္ဌာန်ပါတယ်လေမအောင်ဘူးအဲ့တော့တစ်ချက်တည်းပြတ်ဖို့တော့ဒါကိုဘာလုပ်တာတွေးရအဲသူစိတ်နဲ့တွေးပြီးဒါပေးကြပြီဒါချက်ဖြစ်ပြီးတယ်ဆိုလို့ဆိုတော့တန်ကိစ္စတာမဏေရဲ့လေဘင်းကိုဘာလုပ်ပြီလဲလီးပြီပေါ့ဗျာအဲ့တော့ तू ကဓာတ်တွေပါတွေတွေးပြီးအစင်းသင်းလုပ်နေတာတန်ကိစ္စလေးကမျက်လုံးလေးပိတ်ပြီးတော့ तू ခေါင်းရိပ်စဉ်ဆံငယ်သားလေးပယ်ဖြတ်စေကာလက तू ရခဲ့တယ်အရတ္တမေအရတ္တဖို့ပါတယ်လေအရတ္တမေအရတ္တဖို့အဲ့ဒါလေးကိုဘာလုပ်နေပြီလဲပြန်စင်ပြီးတော့ဖလတ်တမဘာဘာလုပ်တာလဲပြန်ဝင်စားပြီးတော့မေတ္တာဓာတ်တွေကလည်းခိုးသား900နဲ့ခေါင်းဆောင်ကာမဏီကိုမေတ္တာဓာတ်တွေဘာလို့ထပ်တာလွတ်ငါကိုတတ်မယ်ဖြတ်မယ်လုပ်နေတဲ့ကာမဏီခေါင်းဆောင်ကြီးနဲ့ခိုးသား900ရံပါစေချမ်းသာပါစေဘာလို့မေတ္တာပို့နေတာဘာပို့နေတာလဲအဲ့ဒါလည်းပရတ္တမပရိဝင်စားပြီးတော့မေတ္တာလေးပို့အဲ့ဒီချိန်မှာဒီကကာမဏီရပါတယ်လေအလုပ်ကြီးရှုပ်ဒါတွေပါတယ်လေတွေးလိုက်ကြီးလိုက်တွေးလိုက်ကြီးလိုက်သူသိတိုင်းကြဒါချက်ဖြစ်ပြီးလဲဆိုရောအနာကတ်လဲပြီးရောဗျာ
ညာလဲအားနဲ့လွှဲလဲပြီးလဲပြီးတော့တန်ကိစ္စတာမဏေရဲ့လေဘေးကိုလှိချလိုက်တာအဲ့ဒီမှာလေဘေးကမပြတ်ပဲနဲ့ဓာတ်တွေကလွှာသွားကြလို့တခါတည်းတွန့်သွားတာအဲ့ဒီတွန့်သွားတဲ့ဓာတ်ပြစ်ချပြီးတော့နောက်တက်လဲတွေးပြန်သူကဒါအလုံးချုံနေဟိုကဗါတဲ့လေအေးအေးဆေးဆေးပဲပြုံးပြုံးလေးပဲဗါတဲ့လေအနေလဲပြုံးနိုင်ပြီအသေးလဲပြုံးနိုင်ပြီဘာဥသွားလို့အဲ့ဒါနဲ့သူကတော့ပြုံးပြုံးလေးပဲဒီကတော့ဘာဖြစ်နေပြီလဲနောက်တက်ဓာတ်တက်လဲမလုပ်ကြပြီလေဝေးကြပြီသူတက်လဲပြီလေပြီးတော့ဒိန်နဲ့ထက်တက်လဲပြီလေပြီးတော့တခါအနာလာကြပြီအနာလာပြီးတော့ဒုတိယအချိန်ပါလုံးမလဲကြိုးစားအောင်မယ်ဆိုပြီးတော့ဒိန်လေးကဓာတ်ကိုထုတ်လဲထုတ်ကိုဒီဒီခါကျတော့ဒိန်လေးကဓာတ်ကတဝက်ပဲထွက်တော့ဘယ်လိုနည်းနဲ့မှထုတ်လို့အဲ့တော့မှတခါတည်းတဝက်ပဲထွက်တဲ့ဓာတ်ကောင်းငယ်ပေါ်မြောက်ကြည့်ဩအသက်မဲ့တဲ့ဓာတ်တော့မလုံးရဘူးငါတော့မားပြီငါတော့ဗါတယ်လေအဲ့တော့မှဓာတ်ကြီးဘာလုပ်လိုက်ပြစ်ချဒုထောက်ဘာထောက်ခေါင်းဆောင်ဒုထောက်တော့နောက်ကတော့တပည့်တွေလည်းထောက်တပည့်တွေလည်းဗါတယ်လေအဲ့တော့ပြောလို့တာကတော့သူတို့ဝိစင်ထားတဲ့အိမ်ကြီးတွေဟာခိုးသား900ဓမြပခိုးတွေရဲ့ဝိစုံဆိုတော့အိမ်ကြီးတွေရဲ့အစအနာလေးတွေမှာဖွာဖွာလေးတွေထွက်နေတယ်လွယ်ပြောရင်ကရင်အိမ်ကြီးမျိုးလေးတွေကရင်အိမ်ကြီးတော့မဟုတ်ဘူးနော်တော်တဲ့တောင်ထဲမှာဆိုတော့ဆက်ချုပ်သမားမရှိတော့ဗါတယ်လေအနာတွေမလုံးတော့မလုပ်နေတာဖွာတွေထွက်နေတာအဲ့ဒါကိုဗါတယ်လေဓာတ်တွေနဲ့ဖြတ်ပြီးတော့မှဒီဘက်တစ်ချမ်းနဲ့ဓာတ်နဲ့ဖြတ်ချလိုက်တော့ဘုန်းကြီးတို့အန်တကိုက်ပုံစံမျိုးဖြစ်သွားတာပေါ့သူတို့ရဲ့အိမ်ကြီးကဟုတ်ပြီလားအဲ့ဒီမှာတခါလေအောက်ကမြေနီမှုန့်တွေကိုရေနဲ့ဖြောပြီးတော့ဗါတယ်လေသူတို့ပျောက်ကြားဖြစ်နေတဲ့အဝိစားတွေကိုမြေနီမှုန့်နေတယ်ဘာလို့လဲတုတ်လိုက်တော့အယောင်ကဗါတယ်လေဒီညူရောင်လေးဖြီးသွားတာပေါ့သူတို့ကဘာလို့ရှင်းပြီလဲသင်္ကန်းဝစ်ရှင်းပြီအစိတ်ပေါက်သွားပြီဟုတ်ပြီလားအဲ့ဒီအချိန်ကြတော့မှတန်ကိစ္စလေးရဲ့မျက်လုံးဖွင့်ကြည့်ဟာလုံးမယ်ဆိုလုံးလီတဲ့လုံးမယ်ဆိုဗါတယ်လေလုံးမယ်ဆိုဗါတယ်လေလုံးလီတဲ့ခင်ဗျားတို့ကျုပ်ကိုခေါ်လာတာဘာလို့ဖို့လဲတပ်ကိုခေါ်လာတာလေတတ်နေတယ်အဲ့တော့မှကာမလီကောင်းတော်ကြီးကမတည့်ရတော့ပါဘူးဗျာတဲ့တပည့်တော်တို့ပါပါပြီသူဘာလို့ပြီလဲဝန်ချတောင်းမှန်ပြီဘာချတောင်းမှန်ပြီအဲ့တော့မှကိုရင်လေးလိုမျိုးပဲတဲ့တပည့်တော်တို့လည်းသင်္ကန်းလေးဘာလို့ချင်းနေစီးချင်းနေဘာလို့ချင်းနေအဲ့တော့ကိုရင်ဆိုတော့သင်္ကန်းစီးလေးလို့မရဘူးအဲ့တော့ဝါလာကဲလို့တရေကျိုရင်ကျုပ်ဇေရဝန်ကြောင်းပြန်ရင်ဘာလို့မလဲလိုက်ခဲ့အဲ့ဒါနဲ့ဘာဖြစ်ပြီလဲခိုးသား900ခိုးသားပုံတော့မပေါက်တော့ရဟန်းပုံလည်းမဟုတ်ဘူးရသေးပုံလည်းခုနကပြောတဲ့ပုံစံလေးအတိုင်းပေါ့ဟုတ်ပြီလားဟိုမကြားဒီမကြားစကောအဲ့နဲ့ပဲသွားပြီဗျာတန်ကိစ္စလေးဦးဆောင်ပြီးတော့နောက်ကခိုးသား900နဲ့စောတော့ကတရားအထုတ်တဲ့တောင်ပေါ်ဘာလို့ပြီလဲပြန်လဲတက်လာရောအဲ့ဒီမှာသေပြီလို့ထင်ပြီးတော့ဝမ်းနဲ့ပလဲကိုကျွေးနေတဲ့ရဟအပါ30ရပါတယ်လေအာသေပြီဟာကိုရင်လေးမသေးဘူးကပြန်လာတယ်ဟာဝမ်းပါအာရစီလဲစီကျူလဲပြီးလဲပြီးတော့ကဲအဖြစ်တဲ့နေပြောပါအောင်ဆိုတော့အဲ့မှာဂါမဏီကောင်းတော်ကရဟအပါ30ကိုဘာလို့ပြန်လာလဲပြောပြန်လိုက်တာအဲ့တော့မှကိုရင်လေးကိုသူတို့အထင်မသေးရတော့ဟုတ်တယ်မလားအဲ့တော့မှတန်ကိစ္စလေးကရှိကယဟန်အပါ30ကနောက်ကယဟန်အပါ30ရဲ့နောက်ကမှခိုးသား900တန်းစီပြီးတရန်ကြီးဥဆောင်ပြီးတော့ဘာလို့လာပြီလဲပြန်လာပြီဗျာဝါလာကင်းလို့တရင်ကျွတ်တော့အဲ့ဒီမှာဇေဒဝန်ကျောင်းပေါက်ထိတ်ကထေဆရာရှင်သာရိပုတ္တရာကထွက်ကြည့်တာတပည့်အချိန်ကြီးဘယ်လိုလဲပေါ့သူ့တပည့်ရတယ်မထေဘူးတော့သူ့ရဲ့တပည့်ဘယ်လောက်တောင်ရလာတာလဲ900တောင်ရလာတာဘယ်လောက်တောင်ရလာတာလဲအဲ့ဒါနဲ့နောက်မှ900ပါတယ်တဲ့နောက်မှဘယ်လောက်ပါလာလဲဒီလိုဆိုရင်တော့မြတ်စွာဘုရားတန်ကွာမယ်ဆိုပြီးတော့ရှင်သာရိပုတ္တရာကရှင်းတော့ရှင်သာရိပုတ္တရာနောက်ကတန်ကိစ္စသာမဏေပြီးတော့မှယဟန်အပါ30
ပြီးတော့မှခိုးသား900ဘာလို့ပြီလဲတန်းစီပြီးတော့ရက်စွာဘုရားတရင်သုံးနဲ့တရားဟောမဲ့နေရာကိုဘာလို့ပြီလဲသွားလို့အဲ့တော့မှရှင်သာရိပုတ္တရာကတစ်ဖက်ရက်စွာဘုရားအလေးတန်ကိစ္စလေးရတစ်ဖက်ဒီဘက်ကိုတရားဘာလို့မှလဲဟောမှာအချမ်းရံဘယ်နှစ်ဖက် နှစ်ဖက် တစ်ဖက်က ဇေဘုရား တစ်ဖက်က တလိတာ တန်ကိစ္စလေးတရားဘယ်လိုဟောမှာလဲအဲ့ဒါနဲ့ဒီဘက်ကပါတယ်လေတရားနာပရိသတ်ကယဟန်အပါ30ကတစ်ဖက်ခိုးသား900ကတစ်ဖက်တရားဘာလို့ဟုတ်ပြီလားဒီဘက်ကယဟန်အပါ30ကတော့ဘာလို့ပါလဲထားလိုက်တော့လူချင်းတဲ့ပွင့်ရခိုးသား900မလားအဲ့ဒီမှာမြတ်စွာဘုရားခိုးသား900ကိုဘာလို့ပြီလဲတရားဟောပြီဟုတ်ပြီလားသီလလုံစမ်းပါတဲ့ဘာလုံစမ်းပါသီလလုံစမ်းခိုးဆိုးတိုက်ခိုက်မှထမင်းတနတ်စားရတာဟုတ်ဘူးတဲ့ဟုတ်ပြီလားတမအာဇီဝကြကြရှာစားတယ်ထမင်းတနတ်ကတော့ဗါတယ်လေစားရပါတယ်အဲ့ဒီသီလလုံမှလုံတဲ့သီလတဲကိုဒါနပဲထဲသမာဓိပဲထဲပညာပဲထဲအလုံးဟာအပေါက်ထဲကပြုတ်ကြတော့ပဲနဲ့နိဗ္ဗာန်တောင်ကအရောက်လမ်းရမယ်ဆိုပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာသီလလုံဖို့အတွက်မဟောတာလားဟောတာလားဟောတာပါဗျာသီလစင်ကြယ်ပြီးတော့တရေထဲနေရင်လည်းမြတ်တယ်တဲ့သီလမလုံဘဲနဲ့အနှစ်တရာနေလို့အဲ့ဒီမှာမြတ်စွာဘုရားခိုးသား900ကိုအကြောင်းပြုပြီးမလုပ်ပြီလေဟောတာဓမ္မမီမောင်ထိုးပြတာဟုတ်ပြီလားယောဇဝတ္တတတံဇီဝေဒုတိလောအပမဟိတောဧကဟံဇီဝိတံသေယောသီလဝန္တတဇာယိနောတဲ့တရားဥမာပြုထားတဲ့ဟာလေးမလားသီလလုံလုံချုံချုံစင်နေကြရဲ့ဆိုရင်တရေခလေးနေလေအကျိုးတရားများတယ်တဲ့ဟုတ်ပြီလားဒါကြောင့်ဆိုသီလစင်္ကာတရေတာနေပါအကျိုးများသီလစင်္ကာတရေတာနေပါအကျိုးများဆိုသီလစင်္ကာတရေတာနေပါအကျိုးများသီလစင်္ကာတရေတာနေပါအကျိုးများအဲ့တော့သီလလေးလုံးရင်တရေလေးဒီလေဗါတဲ့လေအကျိုးများတယ်တဲ့သီလမလုံးပဲနဲ့နှစ်တရာနေလေအလေကားပဲတဲ့ဟုတ်ပြီလားဒါကြောင့်ဆိုသီလမဲ့စွာနှစ်တရာနေတာအလေကားသီလမဲ့စွာနှစ်တရာနေတာအလေကားဆိုသီလမဲ့စွာနှစ်တရာနေတာအလေကားသီလမဲ့စွာနှစ်တရာနေတာအလေကားအဲ့တော့မှဒီမှာခိုးသား900ကအသွင်ပြောင်းလာတဲ့အမျိုးကောင်းမှဘယ်လောက်လဲ900မြတ်စွာဘုရားထံတော်မှာသီလတွေစောက်ပြီးတော့ပါလုံသွားသီလအဲ့တော့သီလလုံတဲ့အထက်ဘာတွေထည့်တော့မလဲဒါနတွေထည့်တယ်လုံသွားပြီဟုတ်တယ်မလားသမာဓိပညာတွေထည့်တယ်လုံသွားပြီဟုတ်ပြီလားအဲ့တော့ဒါနဘာလန်းလဲကံလန်းဒါနဘာလန်းလဲသမာဓိပညာဘာလန်းအဲ့တော့မှလုံတဲ့သီလတွေကိုတဲ့သမာဓိပညာထပ်တယ်ပြီးတော့သမာဓိတွေထူထောင်ပညာဉာဏ်တွေနဲ့စောင့်ကြည့်လိုက်ရင်ခန္ဓာသဘောဖြစ်ပြီးအဲ့ဒါလေးကရှုပါဆိုပြီးတော့မြတ်စွာဘုရားမိမောင်းလေးနဲ့ထုတ်ပြလိုက်တော့ဗျာအဲ့ဒီမှာအမျိုးကောင်းသား900ခန္ဓာစဉ်ဘာဝင်ဉာဏ်ဝင်ပြီးခန္ဓာကြည့်လိုက်တာခန္ဓာသဘောဖြစ်ပြီးဖြစ်ပြက်မြင်ဖြစ်ပြက်မုန်းလေးချိန်လေးကဖြစ်ပြက်မြင်မုန်းဆုံးလဲပြီးရောကိလေသာအလုံးပေကတတ်လို့အဲ့ဒီဘဝခန္ဓာပြန်လဲပြန်ရောအပြန်လန်းကလေးလှသွားပါတယ်ဗျာဒီလိုဆိုခိုးဆိုတိုက်ခိုက်သူတော့တရားဓမ္မအားထုတ်လို့အပြန်လန်းလှဒုပရိသတ်တွေပို့ပြီးတော့အပြန်လန်းလှဖို့ကောင်းပါတယ်ဗျာဒါကြောင့်အလုံးသောပရိသတ်လည်းအပြန်လန်းလေးပါတယ်လေလှနိုင်အောင်မကြိုးစားရမှာလားကြိုးစားရမှာလားမ
ယမဘာကံသာလုပ်နေလို့ရပါမလားလူကံမောပါဆင်းရတော့မယ်အဲ့ဒီဉာဏ်နဲ့တခြားကြည့်မှလားခန္ဓာကြည့်မှလားဉာဏ်နဲ့ခန္ဓာကြည့်လိုက်ရင်ခိုင်မြဲမှလားဖြစ်ပြက်မှလားဖြစ်ပြက်ကဘာသစ္စာရှုတဲ့ဉာဏ်ကဘာသစ္စာသေသွားတာကဘာသစ္စာနောင်ခန္ဓာမလာတာကဘာသစ္စာကဲသစ္စာလေးချက်လဲစိုက်အချိန်လဲကြိုက်လို့ယနေ့ညဟောကြားချင်းမြောက်ခဲ့သောအပြန်လန်းကလေးလှပါစေအမိနာမှာပေးဟောခဲ့သောသစ္စာတရားတော်ဒီမှာနေမဲ့သာဓု၃ချိန်ခေါ်တော်ကြပါအောင်စို့